မင်္ဂလာပါဗျာကျွန်တော်တို့ Bami Black Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ကျွန်တော်တို့episode 10ပေါ့နော် episode 10မှာကျွန်တော်တို့ရဲ့ဒီနေ့ special guest ကတော့ one way GFAM နဲ့ကျွန်တော်တို့ကိုရဲရင်ကိုဒီနေ့ကျွန်တော်ဖိတ်ခေါ်ထားပါတယ်အားလုံးနဲ့ကျွန်တော်တို့နဲ့အတူကျွန်တော်ကိုရဲရင်ကိုဖိတ်ခေါ်လိုက်ရအောင်Hello အားလုံးပဲမင်္ဂလာပါညီလေးတို့မင်္ဂလာပါ brother ကြည့်ရပါပဲတွေ့ရကြပါကြမယ်တွေ့ရကြပြီဟုတ်တယ်ဗျအားလုံးအစီအစဉ်ကြမှာအေးဆေးပဲမှာဟုတ်အေးဆေးပဲဗျ对喂，都啥家了？ကိုရဲ့ကူကဟိုဘန်ကောက်မှာပဲဘန်ကောက်မှာပေါ့နော်ဟုတ်တယ်ဘန်ကောက်မှာပဲအခုနေတယ်ဟိုကတော့9လလောက်ရှိပြီရောင်းလာနောက်ဆုံးတွေ့ရကျွန်တော်တို့ဟိုမှာဖြစ်မယ်ဘိုးတစ်ထောင်မှာဟုတ်တယ်ဘိုးတစ်ထောင်မှာလားဂျိုင်ကူရေးဟွာမှာမဟုတ်လားရိုက်yes yes မမီဟုတ်တယ်ဟွာမှာပါလေဟွာမှာလှိုက်မှာရဟုတ်တယ်ခုတော့အဲ့ဟိုဘာလုံနေလဲပေါ့ဒီမှာငါကောင်းမှာဆိုတော့ဟွာပေါ့နော်နှစ်မျိုးဟိုတချင်းဆိုတဲ့ကိစ္စနဲ့ဒီသမွေးဝမ်းကြောင်းတယ်ပေါ့တချင်းဆိုတာကတော့တယောက်တည်းအနေနဲ့ဆိုလိုနေနေရတော့ဟိုKobe Bryant ရဲ့ album ထဲမှာလေနောက်ဆုံးပါထားတယ် Watch Me ဆိုတဲ့တချင်းတစ်ပေါ့ဟုတ်ကဲ့ဒီ one way အနေနဲ့ကတော့ခုနောက်ဆုံးထွက်ထားတာတော့ one way ကိုရုပ်ပေါက်နေပြီ10နှစ်ပြည့်နေနဲ့လမ်းပြောက်ဆိုတဲ့ခြေလေးတစ်ပုဒ်တော့တင်ထားတယ်အားလေးနှစ်ခုတော့ဒါတချင်းဆိုတဲ့အလုပ်ပေါ့နော် professional အနေနဲ့ကတော့ဒီ music production ကိုကွာဟို film scoring နဲ့နောက် TVC တွေရေးတာတီးတာအဲ့ဒါတွေလုပ်ပေးနေတယ်ဟုတ်ကဲ့ဘယ်အဲ့လိုမျိုးဒီတချင်းဟုတ်ညပရိုမျိုးတချင်းဒီ music ဒီဂီတကိုဘယ်လိုဟုတ်လုပ်ဖြစ်တဲ့ဘာကြောင့်လုပ်ဖြစ်တာလဲဟုတ်တယ် music ကတော့ဒါဘယ်လိုပြောမလဲဟိုအကြိုက်ဆုံးလို့ပြောလို့ရတယ်ဗျကျွန်တော်အကြိုက်ဆုံးကတော့ music ပေါ့နော်ပြီးရင်တော့စာဖတ်တာပေါ့ဒါသူကထိတ်ဆုံးကျွန်တော်ငယ်လေးကအချင်းတွေနားတော့တာဟုတ်လို့တောင်းနားထောင်ပြီးတော့ငယ်လေးကဝါဖြစ်တယ်ကျွန်တော်အဲ့လိုနားထောင်လို့ဆိုပြီးတော့အဲဦးလေးတယောက်ကတင်မောသားဆိုတာနိုင်ငံကပတ်နေတာဆိုတော့အဲသူဟိုခွေပေးသွားတာ Vanilla Ice နဲ့ MC Hammer နဲ့နှစ်ခွေပေးသွားတာ1992လောက်3လောက်မှာအဲ့မှာတွေကအဲ့ခွေတွေကိုတော့ဘာမှနားမလဲချက်လေးလေးပဲရှိတယ်ဒါပေမဲ့နောက်စကားတွေကိုအတန်ထွက်ကိုလိုက်ဆိုပြီးတော့ rapper ယူလာဦးလေးတွေကလည်း break dance တွေပါတယ်ကတော့အဲသူတို့စီကပိုးရည်တွေဝင်တာပေါ့နော်အဲ့လိုမျိုးနဲ့ယူသွတ်လာပြီးတော့ဟိုမှာ9တန်းလောက်မှာ10တန်းလောက်မှာ acid ထွက်တာပေါ့10တန်းအောင်2001မှာစပြီးတော့ရေကိုချီလို့ပြလိုက်တော့ဟုတ် yeah ဝေးဒီ family man အဲ့လို member စဖြစ်တာဘယ်လိုမျိုးစဖြစ်တာဟောတော့ဒီ family ကတော့တကယ်တမ်းပြောရရင်ဟို Brogy နဲ့ကျွန်တော်တွေကဗျာအဲ့ကျွန်တော်တို့ရာဇာတိတွေဝင်လာပို့တော့မှအိမ်ရဝင်းထဲမှာပေါ့နော်ဟိုဘက်တိုက်ဒီဘက်တိုက်နေကြတာဒီပြီးကျွန်တော်တို့ကအချိန်လုံးတွေ့နေတာကွာတပိတိုင်းထိုင်စကားကြီးပြောရှင်းနေဆိုပြီးတော့အဓိကတော့အဲ့ hip hop အကြောင်းတွေပြောရင်းနေပေါ့နော် Wu-Tang Clan အကြောင်းကျွန်တော်ကပြောတော့ဒီကောင်ကဒီ12အကြောင်းပြန်ပြောရင်အဲ့နှစ်ဖွဲ့အကြောင်းပြန်ညင်းတာသူကဒီ12ကြိုက်တယ်ပေါ့ကျွန်တော်က Wu-Tang ကြိုက်တယ်အဲ့မှာဖြစ်တော့ညင်းနဲ့အဲ့အဖွဲနဲ့ထုတ်တဲ့အားသာချက်ခိုက်တာ crew like လို့ပြောပြီးတော့အဲ့မစုံမမိုက်တယ်နော်ငါတို့မှာ hip 2ရှိတယ်ပြောရမယ်အဲ့ hip 2ကလည်းဟိုတချင်းစလုပ်တဲ့အချိန်မှာအဲ့ one way က project ရဲ့ကျွန်တော်ရဲရင်ရပြီးတော့ hip 2ကငချမ်းရောအချိုကြီးရော၄ယောက်လုံးပါတယ်အဖွဲ့အနေနဲ့စဖွဲ့ကြတာဖွဲ့ပြီးတော့မှone way ကနောက်ကွန်မတန်နဲ့ပေါင်းပြီးတော့ one way ဖြစ်သွားတာပြီးတော့ pro ဘယ်ယောက်က hip 2ဖြစ်သွားတာပေါ့နော်အဲ့ဒါဆိုတော့ငါတို့ဒီမှာငါတို့မှာ9ယောက်ရှိနေပြီတော့နောက်ထပ်ငါတို့ဟို chapter ဆိုတဲ့ဖွဲ့နေရတယ်အဲ့တော့ပိုထောင်ဘက်မှာတငယ်ချင်းတွေဆိုတော့အဲ့ကောင်တွေလည်းရှိတယ်ကောင်တွေတွေကမိုက်တဲ့ကောင်တွေလည်းတစ်ကောင်တစ်ကောင်ငါတို့ရှိတယ်ငါတို့ခေါ်ထုတ်ပြီးတော့အဲ့လိုမျိုး crew လေးလုပ်ကြမယ်ဆိုတာအဲ့တပိတ်ဆိုင်ကနေပြောရင်းနဲ့ကြီးခံပြီးပြတ်သွားတာဆိုရင်အဲ့ဆိုဒီဟို one way လို့ဒီ hip 2လို့အစားအုံးနဲ့စီးပြီးသား crew တွေပေါ့ yes ဟုတ်တယ်တချင်းစဆိုတော့အဲ့လိုပေါ့နော်ခုနပြောတဲ့၄ယောက်ဖွဲ့ MySpace ဆိုတာလေးစဖွဲ့တယ်ဒါပေမဲ့ကက်ဆက်ခွေနဲ့ sample kit ပေါ့နော်အဲ့ sample လေးတွေထုတ်ပြီးတော့မလုပ်ဖြစ်တော့ပါဘူးလို့ပဲလူငယ်တွေဆိုတော့ဟိုဘာမှလည်းအဆက်အသွယ်လည်းမရှိဘာမှမရှိပေါ့နော်လုံးကျန်စိတ်ကူးတစ်ခုပဲရှိတာနဲ့ရှောက်လို့ယူသွတ်နေတာဆိုတော့အလုံးမဖြစ်ဘူးပေါ့အဲ့ဒီဖွဲ့ကကွဲသွားပြီးတော့ one way တို့ I hip 2တို့ဖြစ်တော့မှပဲねတခြားလေးအလုပ်ကလုပ်ဖြစ်သွားတာ
ရွယ်နေတော့ဆိုင်မနေတူပါငယ်တော့ကတော့မလုပ်တတ်လို့ဖြစ်အဲ့ရှိခဲ့တာဟုတ်တယ် ကိုရဲ့အဲ့တော့ကကြတော့အဲ့လိုဟို mistake တွေပါရောအဲ့အဖွဲ့တုံးတွေကအဲ့တော့ထုတ်ဖြစ်လိုက်တာဒါမှမဟုတ်လို့ရှိရင်ဟိုနောက်ပိုင်းကျတော့မှဟိုဟာရုပ်ပေါက်နေပြီး album ကျတော့မှပဲထုတ်ဖြစ်တာလားတွေကလေဟိုတကယ်တော့ကျွန်တော်တို့ကလှုပ်ဖြစ်တယ်သချင်းတွေကဟိုဟာဆက်ဆက်ချင်းတော့ကအဲ့ MySpace အနေနဲ့ခုနကပြောတဲ့ cassette tape ခွေလေးနဲ့ပေါ့နော် sample ဖြန့်လာအဲ့ဟာနဲ့စပြီးတော့ဟို one way တို့ဘာလို့ဖြစ်ပြီးဆိုရင်ဒီမှာကျတော့ဟို mistake မလုပ်ဘဲနဲ့အခွေတည့်တာဗျအဲ့ချင်းဘာလို့လဲဆိုတော့ဟိုအဲ့ခုနက cassette ခွေလေးတွေကသချင်းလေးတွေကို producer လိုက်ရှာတာဟိုရန်ကုန်မြို့မှာ producer တေးသံသွင်းဆိုတဲ့ဟာတွေကိုရန်ကုန်တိုင်းထူထဲမှာတေးသံသွင်းတွေကိုဖုန်းနံပါတ်တွေဒိတ်စာတွေနဲ့အဲ့လိုလိုက်ဆက်တာ project လိုက်ဆက်တာသူတို့စာအုပ်ကြီးနဲ့လိုက်ဆက်ပြီးတော့အဲ့လိုစိတ်ဝင်စားတယ်ဒါပြဆိုရင်သွားပေးတာခွေမျိုးလေးကိုသွားပေးတယ်အဲ့လိုမျိုးလိုက်ပေးရင်းနဲ့ဒါသာတေးသံသွင်းကနေပြီးတော့အဲ့အခွေကိုချက်ချင်းဖွင့်ကြည့်လိုက်ပြီးတော့သူကြိုက်တယ်ထုတ်ပေးမယ်ဆိုတော့မှခွေပါထွက်ပြသွားတာတိကျသူများတွေမှာပါသွားတာအဲ့တော့ဟိုဟာတွေပဲလုပ်ဖြစ်တော့တာ album တွေပဲလုပ်ဖြစ်ပြီးတော့တကယ်တော့အဲ့ album တွေရတယ်မထွက်ပြဘူးဗျအဲ့လိုကန်ရတယ်နေပထမဆုံးခွေကအဲ့လို one way hit ဘူးခွေစတဲတာ one way hit ဘူးတယောက်တစ်ချမ်းပိုးတစ်ထောင်ဆိုတဲ့ခွေပေါ့နော်တစ်ခွေလုံးပြီးသွားပြီတစ်ခွေလုံးပြီး mixing တွေလည်းပြီးကာဘာရီတောင်ဆွဲပြီးနေပြီကိုရဲမြင့်သူဆွဲပြီးတာကိုကြီးကျော်လည်းတစ်ခွေလုံးပြီးပြီအဆောင်ဝမ်းမိုက်တယ်အားရဒါပေမဲ့အဲ့ခွေကဘာဖြစ်သွားလဲဆိုတော့အဲ့ producer နဲ့ coin တက်သွားတာခေါ်လာပေးတဲ့ကောင်နဲ့သူတို့နှစ်ယောက်ကြံဖြစ်သွားငချမ်းခေါ်လာပေးတာပါ producer ကိုသူတို့နှစ်ယောက် coin တက်သွားတယ်အဲ့ခွေမထုံးနေတော့ကွာဆိုပြီးတော့ပလိန်ရေစုံမျောသွားတယ်မျောသွားပြီးတော့နောက်တစ်ခါကိုကြီးကျော်ကအမှ one way ကိုသူကခိုက်သွားပြီးတော့သူ producer easy ကိုကျော်စင်စိမ်းနဲ့ကိုကြီးကျော်နဲ့နှစ်ယောက်ကတိုင်ပင်ပြီးတော့ one way ကိုခွေထုတ်ပေးမယ်ဆိုစိတ်လွတ်ကိုလို့ဆိုတဲ့ခွေကို2006မှာတည်သေးတယ်အဲ့ခွေလည်းအဲ့လိုပဲတစ်ခွေလုံးပြီးသွားပြီဒါပေမဲ့ဘာဖြစ်လဲဆိုတော့ mixing ဆွဲနေနေနှစ်ပုတ်သုံးပုတ်ပဲဆွဲရသေးတယ် heritage ကြွားသွားတာလေကြွားအမှ one way ရတယ်တခါနောက်တစ်ခွေထပ်ပြီးတော့ပြတ်သွားတယ်ဂျားထဲမှာတော့ sample ဖြန့်နေ mistake ဖြန့်တာတော့ BNW ဆိုပြီးတော့ဘိုးတော်ကလူငယ်တွေစုပြီးတော့ mistake တော့တစ်ခွေတော့ဖြန့်နိုင်တယ်အဲ့ဒါတော့ရှိတယ်ဟုတ်တယ်ကျွန်တော်တို့အဲ့နှစ်ခွေပြတ်သွားပြီးတော့နောက်ဆုံးအဲ့ရွာသားမှာပဲပြန်ပါလာတော့တာရုပ်ပေါင်းနေမို့အစ်ကြိုက်သူများတို့ဘာလို့ကြောက်မှာပဲ one way ကခွေပြန်ထွက်တာပေါ့နော်အဲ့လိုပြတ်သွားဟုတ်ဂျားထဲမှာ9 night တစ်ခွေတော့ထွက်လိုက်သေးတယ်ကိုကြီးနဲ့ပြောဆိုပြီးတော့တပုတ်ပါလိုက်သေးတယ်အဲ့လိုတော့အဲ့မှာအကြာကြီးပြောက်သွားတယ်နှစ်ခွေတောင်ပြတ်သွားတာဆက်တယ်လို့ပြတ်သွားကျွန်တော်ကိုရေးလို့ဆိုတော့ပြေတယ်ဆိုပြောစရာကြီးမှာဒီဖန်နဲ့ပေါ့ဒီဖန်နဲ့အဲ့မှာမြင်ရဆိုရင်ပြောစရာကြီးမှာပါပြီးတာဘယ်လိုမျိုးပါပြီးသွားလဲပါပြတာဆိုတာတကယ်တော့အဲ့တုန်းကဟိုမှာ cherry ဘက်မှာအလုံးလုံးနေတာ Rogi ရောကွန်မြူတာဟုတ်တယ် one way 3ယောက်လုံးနေတာနေပြီးတော့ Rogi ကအလုပ်တော့သွားပြီး FM ပကံကိုပြောင်းသွားတာတော့ငချမ်းတို့ Rogi တော့ FM ပကံပဲချိန်သွားတာအဲ့ဒီမှာ one way က solo ပြန်တင်နေတာဟိုဟာစိတ်လို့ကိုလို့ခွေပြတ်သွားပြီးတော့ solo ခွေတစ်တင်နေတာတချင်းက3ပုတ်ရပြီအဲ့3ပုတ်က virus ရယ်ဝုန်းတိုင်းရယ် Maria ရယ်3ပုတ်ရတာအဲ့3ပုတ်ကို Rogi ကဘာဖြစ်လဲဆိုတော့ဘူဆန်းက FM ပကံကိုရောက်လာတာအဲ့ဒါစတာကိုဘူဆန်းကရောက်လာပြီးတော့ဟာ Rogi ရဲ့ဟိုအခွေလို့ဖို့ရှိတယ်ချင်းပေးတယ်ခွေကတောက်လျှောက်ထွက်မှာဘာညာဆို Rogi ကလည်းအခွေမထွက်တာကြာတော့အဲ့ချိန်မှာတချင်းကိုပေးလိုက်ရောထွက်ချင်တယ်3ခွေစက်တိုက်ထွက်မှာဒါမိုက်တယ်ဘာညာလူတွေအများကြီးပါတယ်ဆိုတော့ပေးလိုက်ရောပေးလိုက်ပြီးတော့မှဒီဘက်ကကောင်တွေကိုလမ်းပြောတာ cherry ကကောင်တားကြီးတယ်ငါတို့တော့ပေးလိုက်ပြီအားရအောင်မင်းခွေတွက်လေးဘာညာနဲ့မှစိတ်ကောက်ကြတယ်ဒါမဲ့လေထွက်သွားလိုက်တော့လေကောင်းတာပေါ့လေဆိုတာနောက်ကျတော့တေချာတော့ပေးလုပ်ပေးလိုက်ပါတယ်ဆိုတော့တချင်းအဲ့အခွေတွက်ကလည်းပြန်ပြတ်သွားပြီးတော့တော်တော်ကြီးထက်ကြပြီးမှရုပ်ပေါက်နေပြီးတော့ချင်းပြန်လုပ်ပြတယ်ဟုတ်ဒီပြောစရာ issue อ่ะသူအားရအကုန်လုံးဟို project နဲ့တည်ပြီးလုပ်တာ3ခွေလုံးအတွက်စာချုပ်တစ်ခါလေးချုပ်ခိုင်းပြီးတော့လေတချင်းတွေယူပြီးတော့သူကတခွေပြီးတခွေသူတို့ကသူစီစဉ်ပြီးစက်တိုက်လုပ်တာ audio ထုတ်တယ်ပြီးရင် VCD တစ်ခါလေးကြိုက်ကြတယ်ထုတ်ကြတယ်အဲ့လိုမျိုးတွေပေါ့နော်ပြောစရာကြီးမှာဟုတ်အဲ့မှာပဲဟိုကိုကျွန်တော်တို့ဆိုဟိုတော်တော်ငယ်သေးရဲ့အဲ့ပြောစရာကြီးပဲဖတ်တော့ပါလို့ဒါတော့ပြောစရာကြီးတောင်တော်တော်ငယ်သေးတယ်ပြောစရာကြီးက2010ထွက်တာဟုတ်2010ဟိုဟာအဲ့တော်တော်ငယ်ဆိုပေမဲ့ဟိုဟာပေါ့ဟို6တန်း9တန်း10တန်းအဲ့လောက်9တန်းဟုတ်အဲ့လောက်တော့ရှိပြီအသက်ကြိုက်သူများ2004မှာထွက်တာအဲ့ဒါတော့မပြီးအဲ့ကောင်2004မှာဆို
ကျွန်တော်ကိုယ်ဟိုသူငယ်တန်းလောက်အဲ့လောက် ဟော brother တော်တော်ငယ်ရပဲကောင်းတယ်ဆိုဒီချိန်ဆိုဒါအရွယ်ကောင်းမယ် heavy run လို့ကောင်းနေတယ် ဟုတ် ကျုံညာ ဟုတ်ကဲ့ ကိုကြီးလူရရှိရင်လည်းပြောလေဒါကြောင်းလေးတယောက်ဖလှယ်ရမှာလူငယ်တွေကကိုကြီးတွေထိုင်ကြပြန်တောင်းရတာရှိတယ်ကိုကြီးကြောက်နော်ပြန်လာပေါ့ ဟုတ်ကဲ့လူရရှိရင်ပြောပါ ဒါပဲ ဝေးအဲ့ဟိုမေရီယာနာတချင်းရဗျာအဲ့တချင်းလို့တော့ဆိုရင်ဒီစစ်စားရန်ကျက်တယ်ဖြစ်ပေါ်တော့ဒီကြားထဲမှာအဲ့တချင်းလို့ဖို့လို့ဖို့မျိုး one way ပြောရမယ်လို့ one way ဟုတ်တယ်လွတ်အောင်လုပ်တာပေါ့နော်အဲ့ဒါဟိုးစားတွေက one way အဲ့ဒါရှိတယ်ဗာလဲဆိုတော့မာရီယာပေါ့နော်တစ်ချိန်လုံးဝိနဲ့အဲ့ကြိုက်ကြငယ်ငယ်လေးရက်ွက်ကနေအဲ့လိုပဲပေါ်ချင်းတော်ချင်းဆိုတော့အုတ်လိုက်ကအဲ့ဟာကြောင့်အခွေတိုင်းမှာလုပ်ဖြစ်တယ်ဟိုးဘိုးတစ်ထောင်စတဲ့အခွေကတည်းက smoke ဆိုတဲ့သချင်းပါတယ်ဆစ်လုကိုလို့ထဲမှာလည်းအဲ့လိုပဲ drag ဆိုတဲ့တပုတ်နာမည်တော့မပေးလိုက်ရပါဘူးသချင်းတော့ drag လို့ပဲပေးတာအဲ့မှာလည်းတပုတ်ပါတယ်အားကြောင့်နောက်ဆုံးဟိုမှာလည်းဟို one way ခွေမှာလည်းပေါင်ထည့်မဲဆိုပြီးတော့မာရီယာကိုလှုပ်လိုက်တာလှုပ်လိုက်ပြီးတော့အမှစင်ကာအတွက်ကကျတော့ကြိုပြီးစဉ်းစားရရေးတွေကတေးကြလေးဒီချင်းညာ official ခွေလေးထည့်မယ်ဆိုဘလို့မှစဉ်းစားဘယ်သူမှပေးမှာမဟုတ်အဲ့တော့ငါတို့ဘလို့ရေးမလဲဆိုတော့အဲ့မာရီယာနာကနေမာရီယာကွာဆိုမာရီယာဆိုတဲ့စော်နာမည်ရှိတယ်ကွာလို့မာရီယာဆိုတဲ့စော်ကိုငါတို့ချစ်တယ်ကြောင်းရေးမယ်ကွာဆိုတော့အဲ့လိုအချစ်လို့တဲ့ဝီကိုချစ်တာလို့စော်ကိုချစ်တာလိန်တာပတ်လိန်တာလက်ပတ်ပြီးတော့ကြံခံပြီးလျှောက်ရေးရတာကြောက်သွားမသိကြဘူးလုံးဝမသိကြဘူးလုံးဝမထီရလုံးဝမထီဟုတ်တယ်တလုံးမှမထီပါဘူးအရန်တူးစမ်းနေတချင်းတွေတော်တော်များများဘာမဟုတ်တဲ့ဟာလေးတွေနဲ့တော့စင်တာညှိလို့ပြင်ရတယ်စောက်ရမ်းပြင်ခိုင်းတာဒါပေမဲ့အဲ့တချင်းကကျတော့လုံးဝဘာမှမထီပါဘူးလွတ်ပေးတယ်ကံကောင်းတယ်အဲ့တော့ကျွန်တော်ငယ်တော့ကလေတချို့တချင်းနေဆိုဗျာကျွန်တော်ကြားနေတယ်တော်ဖြတ်ခံရမယ်စဉ်းစားမပါကြားရကြမဟုတ်တဲ့စဉ်းစားမတော့မဖြတ်ခံရပဲနဲ့ဟာမျိုးတော်တော်များများလေးဟိုဟာဖြစ်သွားတယ်အဓိပ္ပာယ်တွေပြောင်းသွားမူတွေလည်းချင်းသွားတချို့ဆိုရင်အတန်ကြီးကဖောက်ပြီးတော့ပြန်ဆိုထားတာကြီးတိတာကာလာကြီးတုံးကွဲနေတာလေအဲ့လိုမျိုးတွေလည်းကြားရတယ်ပြီးတော့တီးဆိုစဉ်းစားအတန်ကြီးထည့်တာတော့ဟာလို့ရုပ်ပေါက်လို့ချင်းပြတ်သွားတာဟုတ်တယ်အခုအဲ့ကိုရဲ့ဟိုဥစားဒီ radio job အနေအလုပ်ကောအဲ့အလုပ်နေအနေနဲ့ရောဘယ်လိုမျိုးလုပ်ခဲ့ရလဲအဲ့ဒါကကျွန်တော်တို့ပေါ့နော်10တန်းအောင်ပြီးတော့ဘာမှမလုပ်ပဲနဲ့အဲ့လိုပေါ့အင်းအဲ့လိုမျိုး10တန်းအောင်နေကြိုက်တာလုပ်ဆိုပြီးပြောထားဘူးလေဗျာအမှကိုကလည်း10တန်းအောင်တော့ဘာလုပ်မလဲโอเคကျွန်တော် rapper လုပ်မယ်သချင်းဆိုမယ်ဆိုတော့ပြောလိုက်တဲ့အချိန်မှာအင်းကတခါလဲအမေပေတေထိုင်လုပ်မယ်ဆိုအိမ်မှာမနေနဲ့တော့ဆင်းသွားလိုက်ဆင်းသွားပြီးခုနဟို sample ထုတ်တယ်ဆိုတော့BMW sample ထုတ်တယ်ဆိုတော့ BOK တို့အိမ်မှာတွန်းနေတယ်ဒီကောင်လေးအိမ်မှာလို့အုပ်လိုက်ကြည့်ဒီကောင်ကလည်းဆောင်းဝန်းဆိုးတဲ့ကောင်ကြောင်းတော့မှပေါ်လာပဲဒီကောင်ကဆောင်းဝန်းဆိုးပြီးတော့အဲ့လိုသူ့မီလေးပေါ့ဗျာဟောလည်း coin တက်ပြီးတော့ stemmer နဲ့ coin တက်ပြီးတော့တုံးနဲ့လိုက်ရိုက်တာသူ့မီတွေပိုက်ကြီးကိုအဲ့နဲ့သူ့အဖေရောသူ့မီတွေရောနှစ်ယောက်လုံးကအဝိတဲ့ကိုတစ်ခုနဲ့ကားယူပြီးအိမ်မှာဆင်းသွားတယ်ကောင်တအိမ်လုံးပေးခဲ့တာသူ့အမေရဲ့ရွှေတွေရောပါပစ္စည်းတွေအကုန်ထားခဲ့တာအဲ့ဒီကောင်အိမ်မှာသွားနေဒီကောင်ကဘာလုံးမမလို့အဲ့ဒီတစ်ခုရောင်းစားပြီးနေတာဟောတော့ပေးကြတာပေါ့တဲ့မှာကိုရီလိုပေးတဲ့ chart တွေလည်းလာကြလူတွေအများကြီးပဲပြန်စင်အဲ့အိမ်ရောလာဘူးတဲ့လူတွေဆိုတာအဲ့တစ်ခေတ်က rapper တွေဆိုတာမနေဘူးအဲ့အိမ်ကနေပြီးတော့ပေါက်သွားလာကြတာပဲပေါက်သွားလာပြီးတော့အဲ့လိုပေတင်နေရနေအိမ်ပြန်ရောက်သွားတာပေါ့ဗျာနောက်ဆုံးတော့အိမ်ကလည်းပြန်လိုက်ခေါ်တော့အိမ်ပြန်ရောက်တော့အလုပ်တွေပါပြန်သွင်းပေးလိုက်တာ IT သွားလုပ်နေတာ IT လုပ်နေရနေဘလော်ဂျီတို့လာခေါ်ကြတာမိုးဆိုတော့မိုးက Cherry FM မှာသူက audio department မှာ head ဆိုပြီးတော့engineer တွေလုပ်လဲလာခေါ်တော့လိုက်သွားတာပျော်ပြီးတော့ကိုလူတွေနဲ့ဆိုတော့အားကြောင့် one way 3လောက်တော့အမှလုပ်ရသွားတာဝင်လို့ရင်းနဲ့ဘာလို့လုပ်ဖြစ်တယ်6နှစ်လောက်တော့လုပ်ဖြစ်တယ်ဝင်လို့ပြီးတော့နောက်ကျတော့တချင်းတီးရတဲ့အလုပ်တွေတော်တော်များလာတာတီးရတဲ့အလုပ်တွေများလာနောက်ရုပ်ပေါင်းနေပြီးရတယ်နည်းနည်းတဝက်လောက်ပြီးနေပြီအလုပ်တွေစက်တိုက်လုပ်ရမယ်ဆိုတာနဲ့အလုပ်ထွက်လိုက်ပြီးတော့ပေါ့ပြင်မှာချင်းကြီးရဲ့ရက်တည်လိုက်တာအဲ့မှာအဲ့ကနေစပြီးတော့ပဲဟိုလုံးဝ music ဘက်ကိုလှည့်လိုက်တာပေါ့အဲ့လိုတော့ဖြစ်သွားတာပေါ့ဒါပေမဲ့တခုတော့ရှိတာပေါ့နော်ဟိုလို hip hop အနေနဲ့ဒီအဆိုတော်တွေနဲ့တချင်းလုပ်တဲ့အနေနဲ့အဲ့လိုမျိုးတွေဆိုတာထက်ဒီရိုက်ကူးရေးနဲ့ဆက်နွယ်နေတဲ့ကြော်ညာရိုက်တာလို့ဇလန်းလို့ပြောမှာလို့အစီအစဉ်ရိုက်တာလို့အဲ့ဘက်တွေကိုရောက်သွားတာအဲ့ဘက်တွေတန်တိုးချက်မှန်တယ်များ post production ပေါ့ audio post production အဲ့လိုမျိုးတော့ဖြစ်သွားတာဟုတ်ဟုတ်
ကန်ကောင်းတော့ဗောနော်ကိုဝါသနာပါလေးနဲ့ပဲကိုလုပ်ရတယ်ကန်ကောင်းတယ်လို့ထင်ပါတယ် ဟုတ်တယ်အကုန်လုံးဆက်နေရပါတော့ဟိုအားပြော ဟုတ် ဖြစ်ပါတယ်ဟုတ် အဲ့အရင်ခေတ်တော့ဒီ underground ပေါ့နော်ဒီခေတ်တော့ underground နဲ့အခုခေတ် mainstream နဲ့ဘာကွာလဲပေါ့ပြီးတော့ဒီအရင်ဆယ်စုနှစ်နဲ့အခုခေတ်နဲ့ဆိုရင်တော့ဘယ်လိုမျိုးကွာမှုတွေရှိတယ်လို့ထင်တယ် ကွာတော့ပြလာတယ်နော်ကွာတယ်ပြောရင်လည်းကွာတော့ဗောလေမကွာဘူးဆိုရင်လည်းမကွာဥမာစိတ်ခံစားချက်အရပြောရင်တော့မကွာဘူးပြလာတယ်ရုပ်ပိုင်းဆိုင်ရာအရဆိုရင်တော့တော်တော်ပြောင်းလဲပြီးတော်တော်ကွာသွားတယ်ဒီကစိတ်ခံစားချက်အရဆိုတာဒါဒီဘယ်လိုပြောရမလဲဘယ်ဟာတွေဘယ်လိုပဲပြောင်းပြောင်းနေသိလားခေတ်ကဘယ်လိုပဲတိုးတက်လူငယ်ဆိုတာသူ့အရွယ်မှာသူ့ခံစားချက်ရှိတယ်လူလက်ပိုင်းရမယ်လူလက်ပိုင်းခံစားချက်ရှိတယ်ပေါ့နော်ဒီကိုလိုချင်းသူ့ဖြစ်သွားတာပဲလူငယ်ရွယ်မှာဘယ်တော့ပဲစိတ်ညစ်စရာကောင်းတဲ့နေရာမှာနေရလူငယ်တွေကပျော်နေကြတာပဲဗျာဒီလားပျော်စရာရှာကြံပြီးပျော်နေကြတာအဲ့တော့ခုနပြောတဲ့ underground တို့ဒီ mainstream တို့ဆိုတာကဟိုကိုယ်စိတ်နဲ့ပဲဆိုင်နေဗျာကျွန်တော်တို့ငယ်ငယ်တုန်းကခုနကပြောခဲ့သလိုပေါ့နော်ဟိုဆောင်းဝမ်းပေတဲ့ကောင်လေးအိမ်ကိုသွားနေတင်မှာအဲ့လိုမျိုးတွေပေရတာကိုကြိုက်ပြီးတော့တချင်းဆိုရင်လည်းဘာကြီးကြိုက်လဲကျွန်တော်ဘာကြီးကြိုက်လဲကျွန်တော်အဲ့တုန်းက Ice Cube တို့ KRS-One တို့ဗျာအသေးအော်နေမှကြိုက်တာဗျာ rap ဒီမှာယုံကြည်ရမဲအမျိုးမှကြိုက် အဲ့ energy ကြီးဟွာ ဟုတ်တယ်အဲ့ဒီတွေးကြွရတယ်ဒီနော်တွေးကြွရတယ် ဟုတ်တယ် သူရွယ်နေသူကစကားပြောအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့အဲ့ချိန်မှာဘာဖြစ်လဲဆိုကွာတယ်သူ့လမ်းကြောင်းနဲ့သူကတကယ်တော့ငငယ်လေးကမြည်နေကြတယ်ကျွန်တော်တို့ကတတိမထားမိကြတာအဲ့ချိန်မှာနေဝင်းတို့ဆိုရင်ဆောင်းကြောက်နေအောင်ဝင်နေတယ်မလားနေဝင်းတို့ကျွန်တော်တို့စီကိုသူတို့လာတဲ့အချိန်ဆိုရင်မင်းသားတွေပဲတော့ဒီကောင်လေးလာပြီးတော့တောက်ပပြီးတော့လေကြောင်ဆောင်နေနဲ့ကြောက်လာခေါ်တယ်ဗျာဒီကောင်လေးကြည့်လိုက်ကိုရီးယားရက်ကွက်တွေကဘယ်ဟွာသိလားဘရော်ဂျီဆိုကေကြီးကအဖရိုကြီးအလိုလိုတွန့်တင်ပေးပြီးတော့ဆိုးရဲလို့ကြီးဆင်းလာတော်ကြလို့လည်းကြိုက်ပြီးတော့ကုန်းကြီးကသားနေသေးတယ်ဗျာလို့မုန်းစိတ်တွေအဲ့လိုမျိုးကြီးတွေဗျာကျွန်တော်တို့က PTV နေတာဆိုမတူဘူးဗျာသူတို့တွေကအဲ့နေရာကိုရောက်သွားတယ်ဆိုတော့လေလက်ကားတော့ရောက်တာမဟုတ်သူတို့ဒါတွေဖြစ်ချင်လို့ဒါတွေလုပ်ခဲ့လို့ဒီကိုရောက်သွားတာကျွန်တော်တို့နေနေတဲ့စီကိုကျွန်တော်တို့သွားတယ်သူတို့ကသူတို့နေနေတဲ့စီကိုသူတို့သွားလမ်းမတူဘူးဗျာသိလားငယ်တော့ကျတော့အားလုံးကအတူတူရှိခဲ့ကြတယ်ဘာလို့လဲဆိုတော့ hip hop ဆိုတဲ့လမ်းကိုတူတူရှောက်ကြီးလာတဲ့အချိန်မှာကိုဘွားတိဆောက်တဲ့အချိန်ကိုဘွားကိုတိဆောက်ကြပြီဆိုတဲ့အချိန်မှာလမ်းနေရာမတူတော့တူတော့လူတွေကွဲသွားကြတာပါပဲခုနကပြောတဲ့ underground နဲ့ mainstream ကိုကျွန်တော်ပြန်ချုပ်ပေးရမယ်ဆိုရင်ဘာမှမကွာဘူး underground မှာနေခြင်းတဲ့လူကတစ်သက်လုံး underground မှာပဲနေမှာပဲသူ official ထွက်လာတဲ့အခွေတွေကချင်းတွေကိုလည်းကြည့်လိုက် underground ဆန်တဲ့ချင်းတွေပဲဥပမာ Wu-Tang Clan ကခုနကကျွန်တော်ပြောနေတယ်ဥပမာနားပြသေးတာနားရဲ့ Illmatic ဆိုတဲ့အခွေကြီးကသူ official တရားဝင်စပြီးထွက်လာတဲ့ပထမဆုံးအခွေကြီးဒါပေမဲ့တကဘာလုံးကဒီနေ့ဒီချင်းကြီးအဲ့ဒါကြီးကို underground hip hop လို့ပဲခံယူထားကြတာသူအဲ့ခွေကြောင့်မလို့နားဆိုပြီးတော့ဖြစ်သွားတာပါဒါပေမဲ့အဲ့ဒါကို mainstream ခွေလို့ဘူးမှမပြောပါဘူးဒါ underground hip hop လို့ပဲပြောကြအဲ့တော့ကျွန်တော်ပြောချင်တာကိုယ်ခံယူချက်နဲ့ကိုလုပ်ရတဲ့ကိုပေါ့နော် mainstream ရောက်ချင်အရန်ပေါက်ချင်လို့လူကြိုက်တဲ့ချင်းတွေလုပ်တယ်အဲ့တော့သူအောင်မြင်သွားတယ်သူပေါက်သွားတယ်အဲ့တော့လူတိုင်းသိနေတဲ့လူကို mainstream လို့ခေါ်တာဆိုရင်ဒါမှန်တယ်ပြောရမှာပေါ့ဗျာ underground ဆိုဘူးမှမသိဘူးကွက်ပြောက်ပေါင်းနေတယ်အဲ့လိုမျိုးဆိုရင်မှန်တာပေါ့ဗျာကျွန်တော်တို့လိုပဲခံယူပါတယ်ဟုတ်ကဲ့one way ရဲ့ဒီနယ်ပေါ့နော် performance နဲ့ပြီးတော့ဒီပရိသတ်အားပေးမှုတွေဟဲ့ဘယ်လိုရှိတယ်ပေါ့နော်အခုခေတ်ကတော့နယ်ပွဲတွေကနဲလာပြီပေါ့ဆိုတော့အရင်ကရန်ကုန်ပြည်ပပွဲအတွေ့အကြုံတွေရှိရင်ဟုတ်တယ်တကယ်တော့အရင်အများကြီးတော့မရှိတော်တော်များများမထွက်ဖြစ်ဘူးလားထွက်တယ်ဆိုတာဒီလိုအရင်အများကြီးတော့မရှိဘူး one way အနေနဲ့ကတော့တကယ်တမ်းများတာ G family အနေနဲ့များတာကျွန်တော်တို့ကတကယ်တော့ကျွန်တော်တို့ one way တို့ hip 2တို့ခုနပြောလို့ခွေလဲ Holy Belly မထွက်ခဲ့တော့လူသိမ့်မသိကြဘူးကျွန်တော် G family အနေနဲ့ကြတော့လူစုလိုက်တဲ့အချိန်မှာလူများသွားတော့ဗျာအဆက်အသွယ်များသွားတယ်ဗျာသိလားကျွန်တော်တို့တော့ဘယ်သူနဲ့မှမသိတော့ကိုယ့်အကိုချင်းလို့ကိုယ့်အကိုအခွေမထွက်ဘူးမှမသိပြီးနေတာပဲဗျာသိလားတကယ်ကြတော့လူများသွားတဲ့အချိန်မှာချိတ်တွေများလာတော့ဟိုလူချင်းနဲ့နည်းနည်းဟိုမှာပါရဒီလူချင်းနဲ့ဒီမှာပါရပါညာအဲ့လိုနေကျွန်တော်ကလှူရှားမှုတွေရှိတာ G family အဲ့တော့ G family ကိုလူကိုသိတာဖြစ်လာအဲ့လိုဟုတ်အဲ့လို sorry ဟုတ်ပြောဟုတ်အဲ့ဒီG fan နဲ့ဟိုကြတော့စနေတို့ပါလာတဲ့အချိန်ကြတော့ဘယ်လိုမျိုးသူတို့ကြတော့ဘယ်လိုပါသွားကြသူတို့ကကြတော့ကျွန်တော်တို့G family လုပ်ပြီးတော့အစောတိတ်တော့မနှောင်းမကြပါဘူးသူတို့လည်းလို့
တစ်နှစ်တောင်မပြည့်တော့သေးပါဘူးလူလိုက်စုနေတဲ့အချိန်မှာပဲသူတို့နဲ့တွေ့တာသူတို့နဲ့စင်ကြီးဟာမှာလုပ်တဲ့ promotion show လေးတစ်ခုမှာကျွန်တော်တို့တွေဆိုပြီးတော့သူတို့တွေလည်းရှောင်းနေတော့သူတို့တွေကာတွန်းဖွဲ့ဆိုတာကော်မလေးတွေကာတွန်းဖွဲ့ဆိုတဲ့အချိန်မှာကာတွန်းဖွဲ့ကိုသူတို့ကတချင်းရေးပေးနေငါပြောကချင်းရေးပေးနေရလားမသိဘူးအဲ့မှာသူတို့ဆိုရဲသူတို့ရေးတဲ့ချင်းဆိုတော့သူတို့ပါလာတာပေါ့နော်အဲ့မှာတွေ့ရတာတွေ့တယ်သူတို့ကလည်းတက်ဆိုတာတက်ဆိုတော့ကျွန်တော်တို့ကစောင်းခိုက်ပါအကောင်လေးလည်းမိုက်တာပဲတောင်းဆောက်တွေပါညာဆိုတာဒီကောင်လေးကိုစင်ရောက်ကနေခြေလေးတော့အားပြီးလိုက်တာအားပြီးတော့ဒီကောင်လေးကလည်းရှိတ်ပြီးတော့လာတယ်ကိုတက်ခဲ့တာစင်ဘောကတက်သွားလိုက်ပါတက်ပြီးတော့ပေါင်းပြီးပါကြတောင်းညာပြီးတော့မှစင်အောက်မှာစကားပြန်ပြောဆိုပြီးတော့မှအေးအောင်မင်းတို့လည်းမိုက်တယ်ပါငါတို့ကလူတွေလုံနေတာငါတို့နဲ့ပေါင်းပြီးချမလားပါငါတို့လူဖွဲ့ရှိတယ်ဆိုတာမှဒီကောင်လေးပါလာတာခုနက sorry ကျွန်တော်စိတ်တောင်းနေ brother မေးတဲ့မေးခွန်းကိုကျွန်တော်ဖြေနေနဲ့ဒီ family အကြောင်းရောက်သွားပြီးတော့စကားပြတ်သွားဟုတ်ကဲ့ဟုတ်ခုနက brother ဝါလေးပြန်ပြောပါအောင်ကျွန်တော်ပြန်တင်အောင်ဟောအဲ့ဟိုဒီအဲ့နေပွဲပြင်ပနေပွဲတွေရဲ့အတွေ့အကြုံပါကိုyes ပဲဟုတ်တယ်အဲ့လိုမျိုးဖြစ်တော့ကျွန်တော်အဲ့ဘက်ကိုများများခေါ်တာပေါ့ဗျာ G family များများခေါ်တာပေါ့ဟာတော်တွားပြပါတယ် G family နဲ့ကတော့ရန်ကုန်ကရောက် sorry ရန်ကုန်တော်ဖြစ်သွားတယ်မြန်မာနိုင်ငံကိုတော်နှံ့တယ်ပွဲတော်မျိုးအဲ့ပန်းပွဲတော်တို့မုံရွာတွေလည်းရောက်တယ်တော်အဲ့လိုမန်းလေးပွဲတွေအစုံရောက်ဖြစ်ပါတယ်အဲ့ကနေပြီးတော့အမတ်တရပြောရမယ်ဆိုရင်တော့ one way ပွဲပေါ့ဗျာ one way ကနေပွဲရှားရတဲ့ကြားထဲမှာအမတ်တရကဘာလဲဆိုတော့ဟိုမှာပြင်မနာနှစ်ချိတ်ရှိစုပွဲကျွန်တော်သွားဆိုရတာအဲ့ပွဲကကျွန်တော်ငယ်တော့ကြားဘူးတယ်မင်းတို့အဲ့ပြင်မနာနှစ်ချိတ်ရှိစုဆိုဘူးလို့ရှိရင်မင်းတို့တွေဆိုတော့ဖြစ်ပြီအဲ့ပွဲမဆိုဘူးတင်မင်းတို့ဆိုတော့မဖြစ်ဘူးတဲ့ကျွန်တော်အရှိရှိကဘေးကြီးပြောကြတာအားလေလာခေါ်တော့ပျော်ပြီးတော့လိုက်သွားကြအောင်လိုက်သွားပြီးတော့မှဟိုရောက်တော့မှဖင်ပြေးတာကျွတ်စင်ဗျာညနေ9နာရီခွဲဆိုဟိုတယ်ကနေလာခေါ်သွားပြီ6နာရီဆိုကားပေါ်ရောက်နေပြီကားအမီးတွေထုံးပြီးတော့စထွက်ပြီးဆိုတော့အဲ့ကနေညနေ6နာရီကနေစပြီးတော့ပတ်ပြီးတော့တမျိုးလုံးပတ်ပြီးဆိုတာပြင်းမနာနေပြီးတော့ဗာညာလို့သူတို့အဲ့လိုမျိုးကားတွေကတရက်ကွက်ကိုဓမ္မယုံဆိုရတာကားကြီးလေ bro ကားရကျွန်တော်ပြောပြမယ်အဲ့ကားဆိုတရက်ကွက်ကိုဓမ္မယုံတစ်ခုရှိရဲ့အဲ့ဓမ္မယုံကကားတစ်စီးထွက်တယ်အဲ့ကားကအဲ့လိုမျိုးလုံးဝအကြီးဗျာလို့ဒိုင်နာကြီးကိုလုံးဝရှယ်ပြင်လာတာစတိတ်စင်လည်းပါပြီးသားအနောက်မှာဘန်နေတီးဖို့နေရာကြီးလည်းပါပြီးသားအဆိုတော်ထိုင်ဖို့နေအဲ့လိုအကုန်ပါပြီးသားလှေကားကြီးနဲ့တက်ရတာပေါ့အလှတွေစင်မီးတွေထုံးအောင်အဲ့လိုမျိုးကြီးသွားပြီးတော့အမှဘာဖြစ်လဲဆိုတော့မနေ့ဟိုလောက်ထိ9နာရီလောက်ထိဆိုရတာဗျညနေ6နာရီကနေမနေ့9နာရီလောက်ထိကြီးစင်အဲ့ပထမဆုံးနေ့ကတော့ပျော်တာပေါ့ဗျာသိလားပျော်တာပေါ့ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကားပေါ်မှာကဟိုလူကြီးတွေကြီးပဲလူကြီးတွေများတယ်ပေါ့နော်ဘိုးဖြူတို့ချောစုခင်တို့ဝါတော့ပါတယ်ဖြူဖြူကျော်သိန်းပါတယ်ရေရနာမိုင်လည်းပါပါတယ်ဒါပေမဲ့ဟိုပြောချင်တာဗျာ hip hop rap ပါကျွန်တော်တို့တစ်ဖွဲ့လည်းပါလာတယ် one way တစ်ဖွဲ့လည်းပါလာတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့သူတို့ကဆိုတဲ့အခါမှာအလဲကြတော့စူခိုင်းနေပေါ့နော်စူခိုင်းနေရင်းနဲ့ဘာဖြစ်လဲဆိုတော့အောက်ကအလူငွေထည့်ကြတယ်အလူငွေများများလှူလို့ရှိရင်ဟိုမှာတော့သူတို့သတ်မှတ်ထားရှိမှာပေါ့လှူလို့ရှိရင်တချင်းတောင်းလို့ရတယ်တချင်းတောင်းလို့ရှိရင်သူကဘယ်အဖွဲ့ဘယ်သူဘယ်တချင်းဆိုပြီးတောင်းတယ်ထွက်ဆိုပေးရတယ်အဲ့မှာခဏတောင်းခံရတာဗျာပထမဆုံးနေ့မှာကျွတ်စင်တညာလုံးကိုကျွန်တော်မှတ်ထားတယ်အဲ့လုံးကတညာလုံးကိုအခါ20ကျော်ထွက်ဆိုရတယ်ပထမဆုံးနေ့မှာမှတ်သွားနောက်ဒုတိယညလေးကြောင်ကျွန်တော်နည်းနည်းလန့်လာတော့ဟောပါတော့မနောလဲပါတယ်အဲ့နေအမှတ်မိတယ်အဲ့ပွဲမှာမနောလဲပါတယ်ကျွန်တော်ကားပေါ်မှာပါနော်သူဆောင်းမိုက်နေပြပြီးတော့ဘုဟုတုရပြောပြအောင်အဲ့ကားတွေကဘာဖြစ်လဲဆိုတော့ခုနကပြောလို့တရက်ကွက်ကိုတစ်စီးဆိုတော့ကားတွေအများကြီးပတ်နေကြတာအဲ့မျိုးတွေမှာပတ်နေတယ်နောက်ကပရိသတ်တွေကအဲ့ကားကြီးနောက်ကနေရှောက်လိုက်ကြတာလိုက်ပြီးတော့ကြည့်တာတနေရာရောက်လိုက်အိမ်ရှိဟိုတတိအိမ်ရှိရောက်လိုက်ရက်လိုက်အလူငွေလူလိုက်ဆိုလိုက်နောက်ကလိုက်တဲ့လူတွေကစိုက်ကယ်ကြီးနဲ့ကားတွေနဲ့တိုက်တာပြီးရင်ဒီကားမှာသူတို့အစိုးရတွေစုံသွားပြီးပြင်းသွားပြီးနောက်ဘယ်ကားမှာဟဲ့ဘယ်သူတွေပါတယ်ဆိုအဲ့ဘက်ကိုဘောဆိုထူသွားကြမယ်အဲ့လိုမျိုးတွေအဲ့တော့ဘာဖြစ်လဲဆိုတနေရာမှာတချို့နေရာတွေမှာဆိုကွင်းမြင်ကြီးရှိတယ်သူဘောကလုံးကြီးလာအဲ့ကွင်းမြင်ကြီးထဲမှာအဲ့လိုမျိုးအပတ်ပြင်ထိုးကြတာဖင်းတွေထိုးပြီးတော့အပြန်ဟစ်ကြတာဟိုဘက်ကဒီဘက်ကကနှစ်စီးပြန်ဟိုဘက်ကဘယ်သူဟစ်ချစ်ကောင်းဟစ်နေပြီလို့ဟိုဘက်ကိုလူကိုကြောက်ဝုန်းလို့ပြေးသွားအဲ့ညဒီဘက်ကျဟာဘိုးပြူကိုထုတ်တော့ဘာညာဆိုဘိုးပြူဟာဒီဘက်ကိုပြန်ပြေးလာကြဒါတွေဆိုအဲ့လိုမျိုး3စီး4စီးပြန်ပြီးတော့ပွိုင်နေတက်ကုန်ကြတာကျုံးကုန်ကြအဲ့ဟိုဘက်ကားနဲ့ဒီဘက်ကားနဲ့အဲ့ခေါဘက်ကလူကြီးတွေကျုံးကုန်ကြတော့နောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့တွေသွားဆိုရတဲ့နေ့လေကြာအောင်အဲ့လိုတစ်စီးနဲ့တစ်စီးတွေ့လို့ရှိရင်ဆိုတာတွေအကုန်ချက်ပဲဘယ်လိုဖြစ်နေခဏရက်ပြီးတော့ဘာလို့ ရလဲဆိုတော့ကားတွေအကုန်ရက်ပြီးတော့အတန်တွေကိုအကုန်လုံးပိတ်ချလိုက်ပြီးတော့ဟိုဦးစီးတဲ့လူတွေပေါ့ဗျာသူတို့အနောက်သားကနေပြီးတော့ဟိုဘက်ကားကိုနှမ်းပြီးတော့
ဆူတောင်းပေးတယ်ဟိုဘက်ကလူတွေကျမ်းမာချမ်းသာကြပါစေစီပြေကြပါစေဘာညာပြောဆိုဟိုဘက်ကလည်းဒီဘက်ကိုပြန်ပြီးဆူတောင်းပေးတာအဲ့လိုမျိုးပြောပြီးတော့ဟိုဘက်ဒီဘက်ကြော်သွားပြီဆိုတော့ပြန်ချုံအဲ့လိုဗျာပွိုင်တွေတက်လုံးလို့တယ်ဘူးကျတော့ဘူးကနေခွဲအမှတ်တရပဲဒါပြီးတော့ဒုတိယနေ့လောက်တတိယနေ့လောက်လည်းကြာအောင်လူတွေကဘာဖြစ်လာလဲဆိုကျွန်တော်တို့မပြောလို့ဗျာဘူးမှမဆိုနိုင်ကြအောင်ဘူးမှမဆိုနိုင်ကြအောင်အဲ့လိုတနေရာရောက်လို့ကားရက်ပြီးဆိုအဲ့အနောက်ကအခုဆက်လက်ပြီးဖြောပြမဲဒေသရှင်ကဆိုလို့ရှိရင်အားလုံးကတိတ်ပြီးတော့အဲ့လိုငြင်းကြပို့ပြူဖြစ်ပါတယ်ဆိုလို့ရှိရင်ပို့ပြူကဟာစိတ်ကြီးဆိုတော့စာရည်ကျွန်တော်တို့ရောက်စောင်းပြောပါလားပို့ပြူကတနာပါလေဗျာတော့ထုတ်ပြရညာပဲရုပ်တွေကလည်းကြာနေပြီတဲ့အိမ်ကမျိုးလုံးကြီးနေရဲဆိုတာလုံးစာရည်လေးလိုက်ပေးပြီးတော့ထွက်သွားအပြင်ရောက်သွားလို့ဘရိတ်ကြီးလို့စောင်းတော့မိုက်တယ်အိုင်ဗီတွေတော့performance အပြည့်နော်တကယ်တော့ကျွန်တော်တို့မစိုးနိုင်ဘူးအတန်လေးပါဝင်ကုန်ပြီတတိယညမှာအတန်တော်ထွက်တော့ဒီဘေးကြီးတွေကကျတော့စောင်းကောင်းအန်ဒီကျော်စုခင်တို့ပေါ့အတန်စောင်းကောင်းကျွတ်စီမရရနောက်မတရားရှိသေးတယ်ပေါ့တခုပြောပြအောင်မယ်အန်ဒီကျော်စုခင်ကြီးကဇမ်နူးလို့ကေဖွာကြီးနဲ့ဗျာအဲ့ညကျွန်တော်မှတ်မိတယ်အဲ့မှာအောက်ကတကောင်ကဖြောင်းအိုးကြီးနဲ့ပြစ်တင်သွားတာမီးရှို့ပြီးတော့စော်ကြီးစပင်လေးကိုဝင်ပြီးတော့ဖောင်းလို့ပေါက်ကုန်တာအဲ့ကောင်ဝိုင်းကျုံးတာအောက်မှာအမဲဖြတ်တာမြေမကောင်းဘူးဗျာကျွန်တော်တို့ကပြန်တားရတယ်မလုပ်ပါနဲ့တနာပါလေအကုန်ဝိုင်းကျုံးတာပရိသတ်တွေရောအကုန်ဝိုင်းကျုံးတာဟောလေဟုတ်တာဟုတ်ရတယ်တက်တက်ကြီးလားအဲ့လိုဒီတော့ဟိုနေ့စူးတယ်လားကောင်းနေတယ်ဟုတ်တယ်ဘူးယူနေကြတယ်ညာတော့လူညာရှင်တွေထိလို့မရဘူးမရကျန်ကာဝယ်ကြတယ်သူကအပြင်မှာလည်းခုတ်နေကြဓာတ်တွေနဲ့ခုတ်နေကြကျွန်တော်မြင်နေရအပေါ်ကနေအဲ့အရှိမလူတွေကကြည့်နေလူတွေဟိုဘက်အနောက်ဘက်မှာလို့နှစ်ဖွဲ့ရဓာတ်တွေနဲ့ခုတ်အဲ့ဒီချိန်မှာကျွန်တော်တို့ကားမှာပါလာတဲ့လုံခြုံရေးတွေပါတယ်အားလုံးကမီးတက်တွေပါပါတယ်အားလုံးကဘာလို့လဲဆိုတော့တယောက်နဲ့တယောက်တက်တိတွဲပြီးတော့ကားကိုပတ်လာတာဝိုင်းပတ်လာကားကိုလာမထီနေကျန်တာဘယ်တော့မှမပြောဖြစ်ချင်တာဖြစ်ကြဒီကားကိုလာမထီနေအဲ့လိုမျိုးမဆောင်းကျန်းနေပဲရတာကြောက်လို့နှစ်ကျိတ်ရှစ်စုကြအဲ့လိုဖျားအဲ့လို28စုအပြည့်ပဲပေါ့ကားno သူကကြတော့အဲ့ဟာတွေနေဘက်တွေလှည့်တာကျွန်တော်တို့အိတ်နေတာအဲ့ချိန်မှာဆူညယ်တွေထွက်ကြည့်လိုက်အဲ့အတန်းကြီးအရှည်ကြီးဗျာနဲ့တကြားတွေလည်းအများကြီးလို့သမီးတော်သားတော်တွေလည်းအများကြီးပဲတန်းစီရောလို့လှည့်တာနေဘက်တွေထိုးတာညဘက်ကျတော့အဲ့လိုကားတွေအပြိုင်ထွက်ကြတာအများကြီးတော်ဖို့တော့ကောင်းတယ်ညဘက်ကျမှအဲ့လိုအလှခံလာပါကြပေါ့ညဘက်ကရှိုးပွဲတွေဟုတ်တယ်နေဘက်ကအဲ့အလှနဲ့အဲ့ဝိုင်းနဲ့ထွက်ကြတာဝေးမှာဆိုလို့ရှိရင်ဟိုအများစုလာတောင်းတာဘလို့သချင်းမျိုးတွေဘလို့မျိုးလာတောင်းလဲဘာလဲဆိုတော့လေကျွန်တော် music သမားဆိုတော့အကုန်နားထောင်တယ်ငယ်ငယ်တဲ့ဆို orchestra တွေပါနားထောင်တာပြီးအကုန်သိမ်းထားလေးရှိတယ်အားလုံးသိမ်းထားပြီးတော့အားလုံးချိန်လုံးပြန်ပြီး revision ပြန်နားထောင်ချိန်လုံး music နဲ့ပဲနေတာအဲ့တော့ဘာနားထောင်လဲဆိုရင်တော့ပြောရခဲ့တယ်အသိတော်ရင်ထွက်တဲ့ဟာနားထောင်တယ်အခုလို့ဆိုတော့ဘာနားထောင်လဲကိုတစ်ခေါက်ပါနော်နီယိုလာတယ်ဆိုတော့နီယိုရဲ့အချင်းလေးကျွန်တော်တို့ပြန်နားထောင်နေတယ်ပြီးတော့သူညှိုးသွားတဲ့ခွေလေးလည်းသူဒေါင်းပေးသွားတာအဲ့ခွေလေးကျွန်တော်နားထောင်တယ်ဟို2 chain နေအခွေသက်ထွက်လာအဲ့လိုမျိုးပေါ့နော်ပြီးတော့ဟို Snoop တို့ Dr. Dre တို့အခွေသက်တဲ့နားထောင်တယ်ကျွန်တော် missionary sound အမိုက်လိုက်ပေါ့အဲ့လိုပေါ့နော်ဒါ hip hop တရားဆိုရင်တော့အဲ့ဒါကြီးနားထောင်စားရည်ရှောက်နားထောင်ဟုတ်ပြီဟာပေါ့ဒီကိုကြီးကြီးကို freestyle နေပါဟိုပါတယ်ပေါ့နော် show way မှာလည်း freestyle ဆိုကြရတယ်လို့ cypher တွေလည်းလုပ်ကြရပေါ့အဲ့လိုမျိုးဒီ activity တွေလို့ project တွေပါကြီးကဘယ်လိုမျိုးလုပ်ဖြစ်ခဲ့ကြတကယ်တော့ဗျာအဲ့ဒါကြီးကျွန်တော်မလုပ်ပါဘူးဗျာသူတို့အဲ့ဟိုလူဒီလူလုပ်ပြီးတော့ဒါခေါ်လို့ကျွန်တော်ဝင်ပါပြစ်တာပဲရှိပါတယ်အဲ့လောက်ကြီးတော့လေ freestyle ကျွန်တော်မဆိုပါဘူးဒါမဲ့လို့ဆိုတယ်ဗျကျွန်တော် G-Fan နဲ့မှာဆိုရင်ကျွန်တော်ဆိုတယ်နောက်နေဝင်းဆိုတယ်ပြီးတော့ Brogy ဆိုတယ်ဒီနောက်ပိုင်းမှာဝင်လာတဲ့တွေကဆိုကျော်စင်းထက်တို့ဆိုပေါ့ဗျာဒီလားဟုတ်အဲ့တော့အဲ့လောက်ပါပဲဒါပေမဲ့ဟိုကောင်တွေတော့ကျွန်တော်မဆိုဘူးနေဝင်းတို့ Brogy တို့တော့ပို့ပြီး freestyle ဆိုဖြစ်တယ်ကျွန်တော်ကျတော့စိတ်ခံစားချက်ဗျပျော်လို့ feel လာမှဆိုတာဒီတိုင်းဟိုလိုသိကျင့်နေတာတွေပါအဲ့လိုတွေပါကျွန်တော်တော့မနေအဲ့မှာဘိုဆန်းကအဲ့မှာဘာလဲမသိရှိုးပွဲလားမသိပါဘူးဟုတ်တယ်သတင်းကျွညရှိုးပွဲလားမသိပါဘူးအဲ့ပွဲကိုလူစိတ်ဝင်စားအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့တိုင်မင်တော့အဲ့ဒါ freestyle ပွဲလုပ်လိုက် freestyle ဆိုပေမဲ့လည်းအဲ့လိုပေါ့နော်ဟိုအဖွဲ့တိုင်းဝိုင်းဆိုကြမယ်လူရွေးပြီးတော့ကိုယ့်ကို selection freestyle ဆိုတော့လုပ်တာတဲပြီးတော့အဲ့မှာနောက်ကျွန်တော်မတက်လိုက်ဖြစ်တဲ့ meeting မှာသူတို့က cypher ဆိုပြီးပြောင်းသွားကြကျွန်တော်တော့မသိဘူး freestyle တွေဆိုမယ်ဆိုပြီးတော့အဲ့ကြားထဲမှာတော့ပြန်လေ့ကျင့်တာတကယ်လည်းကျတော့ cypher ဖြစ်သွားတာများမမီတော့မကြီးတော့ဘူးကွာလားဆိုလဲဆိုလိုက်တော့မယ်ဆိုပြီးတော့ freestyle ဖြစ်သွားကျွန်တော်တော့ cypher ဆိုလိုက်တာ
မိုက်တယ် အန်ဇိုင်းရောဆိုပြတယ်ချယ်ရီမှာတော့အန်ဇိုင်းပြီးတယ်အဲတော့တော်တော်ဆိုပြတယ်2ယောက်သားချိန်လုံးထွက်ဆို ဟုတ်right okay ပြည်ကြီးဟိုဗျာအရင်တော့ဆိုကျွန်တော်တို့ဒီဖန်ဟိုပေါ့လို့အုပ်လိုက်ကြီးစင်ပေါ်မှာမြင်ရတယ်ပေါ့နော်ခုနောက်ပိုင်းအကုန်လုံးကလည်းတယောက်တည်းနေရာဖြစ်နေတော့အဲ့လိုမျိုးပြန်လာဒီcampus တချင်းဖြစ်ဒါမှ performance ဖြစ်ပေါ့နော်ရှိပါလားပြောရခက်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီ family ကတော့လူရမ်းများတာအဓိကပြဿနာဖြစ်သွားကိုရီးယားလည်းဘာဖြစ်လဲဆိုတော့လူမစုံရင်ဒီ family မဟုတ်ဘူးဆိုတဲ့ feel လေးရတယ်ငယ်လေးအဲ့လိုရှိခဲ့တာဆိုတော့လူစုံနဲ့ကျုံနဲ့မှုဆိုတော့လေလူမစုံပြစ်တာနဲ့မလုပ်ဖြစ်တာတကယ်တော့ဒီ family ခွေကတန်းတိုင်းနဲ့ရက်သွားတာဟိုလောက်ပြီးနေပြီ10ပုတ်လောက်ပြီးနေပြီ9ပုတ်လောက်ပြီးနေပြီတန်းတိုင်းနောက်ထပ်3-4ပုတ်ပြီးရင်ပြီးပြီအဲ့မှာကိုဗစ်တွေကနေစပြီးရက်သွားတာမထုတ်ပြတချင်းတွေရှိတယ်တန်းတိုင်းပြန်လာမလားဆိုတာကြတော့ပြောရခက်တယ်လူတွေဆိုရင်ဘာလို့လဲဆိုတော့ဟိုလိုရန်နေဖြစ်အဖွဲ့တွေ꿰လည်းမဟုတ်ဘူးဒီတိုင်းပဲကိုယ်လုံးနဲ့ကိုယ်မတွေ့ဖြစ်ကြတာတွေ့ရင်လည်းချစ်ကြတယ်ဆိုတော့လေလုံးရင်လည်းလုံးဖြစ်နိုင်တယ်ဒါပေမဲ့တဲတဲ့လူတော့လည်းမရှိဘူးလို့တိုင်းညှိရလိုက်ပြောရတာလည်းအရန်ခက်တယ်ဒါအမှန်တိုင်းပြောပြလူရတဲ့ဟိုဖီးသမားတွေဆိုတော့လေနော်ညှိရနည်းနည်းခက်တယ်တယောက်ကအစိုက်ကိုအတွေ့အကြုံမျိုးတွေကျွန်တော်မှလည်းကျွန်တော်စိုက်ကိုနေတယ်တည်းမှာဟုတ်ကဲ့ငါကြတော့ဟဲ့အောင်ငါရေမမတ်ဘူးငါကြတော့ငါ့ကိုဘယ်လိုမျိုးဆက်ဆံမှလာပြီးငါ့ကိုမနှိမ်နဲ့ငါမကြိုက်ဘူးဘယ်ကောင်ကြတော့လေဟဲ့အောင်ငါကြတော့ကြားစုရှိတယ်အဲ့လိုမျိုးတွေကမတူညီတဲ့ပြဿနာတွေအများကြီးကိုညှိရတယောက်ကကြတော့လေအချိန်မပေးနိုင်ဘူးအဲ့လိုမျိုးမလွယ်ဘူးဗျာဒါဖြစ်ပါသေးလို့တော့ကျွန်တော်လည်းဆူတောင်းပါတယ်ဖြစ်ရင်တော့ကောင်းတာပါဗျာအမှတ်တရပါလားဟုတ်တယ်ဟုတ်ဟုတ်အဲ့မျိုးပေါ့ဒီကိုတို့ local artist တွေထဲမှာရောဒီဘယ်သူတွေနားထောင်နေလဲပေါ့ local artist တွေမဟုတ်ရင်ရောဘယ်လိုမျိုးဒီပေါ့ကိုရောခုနပြောလိုမျိုးဒီ hip hop တွေမှမဟုတ်ဘဲနဲ့တခြားဟာတွေလည်းနားထောင်နေဆိုတော့ပေါ့နော် music ကကြောက်အဲ့လိုအကုန်နားထောင်နေဆိုတော့ဘယ်လိုမျိုးဟာတွေကိုနားထောင်ဖြစ်တယ်ပေါ့brother ဟိုဘယ်လိုမျိုးဟာတွေနားထောင်ဖြစ်လဲဆိုတော့နားထောင်နေအကုန်နားထောင်နေဟိုပါကျွန်တော်တကယ်တမ်းဆိုဗာလဲဆိုတော့ဟိုအရောင်ကြိုက်တယ် metal တွေတောင်ကြိုက်တယ်ကြားပေါက်ဆိုကျွန်တော်စီကနေအဲ့ rock တွေ metal တွေကို album light တွေအများကြီးပဲသူကူပါဘူးလားထင်တော်မထင်သူအရန်အံ့ဩသွားတာမင်းစီကငါတို့ရလိမ့်မယ်ထင်တော်မထင်ဘူးဆိုကြော်ပြီးကူပါတာအဲ့ဒီကြီးနဲ့အဲ့လိုမျိုးအများကြီးနားထောင်နေတော့ဒီချသိန်းနာတယ်ပြီးတော့မြန်မာတွေတွေကဆိုရင်လည်းအဲ့ဒါအစုံနားထောင်တယ်စတိုင်းဒီဇိုင်း2ရင်တင်ရစားတော့တဲ့ဟိုးအရင်ခက်တယ်အကုန်လုံးကနေစားတော့ခွေလဲကြော်စုတယ်သိအဓိကကြောင့် music ကကျွန်တော်ဟိုကမှာတော်တော်ရေးပါတယ်ကိုယ်ကိုယ်တိုင်လည်း music produce လုပ်တော့ပုံစံမျိုးစုံအားထောင်ပါပဲအဲ့လိုမဟုတ်အဲ့လိုနားထောင်ရတာခံစားရတာကြိုက်လို့ music producer ဖြစ်သွားတယ်လို့ပဲထင်တယ်ဘာလို့လဲဆိုတော့ငယ်လေးအဲ့လိုအားလုံးအဲ့လို rapper အနေနဲ့ယူသွနေတဲ့အချိန်မှာတော့ကိုယ့်ကိုချင်းစာတီးနေပြီတဲ့မလားဘဝရဲ့အစတွေကသချင်းရေးတာဆိုတာပြင်တီးတာပါဒါလည်းလုပ်ခဲ့တာဆိုတော့ music ကဒါတော်တော်ရှေ့တန်းတင်တယ်လို့ပဲကိုယ့်ကိုယ်တတ်မှတ်တယ်ဟုတ်ကဲ့မစိုးရရင်တော့မှတီးနေရအဲ့လိုပေါ့နားထောင်နေရရင်ကြိုက်တယ်ဟုတ်ကြိုက်တယ်အခုဒီနောက်ပိုင်းဟိုဟာဒီ rapper တွေထဲမှာဆိုရင်ဘယ်လိုပြောရမလဲပေါ့နော် quality ကတော့ကိုရီခေတ်တက်ကိုအများကြီးပိုကောင်းလာပြီဒီကခေတ်ကတိုးတက်လာတာနဲ့အများအောင်ဟိုပြီးတော့အမြင်ကြီးကျဲလာတာအရာပေါ့နော် quality တွေအရင်ကောင်းကိုရီတော့ဘာမှမသိပဲနဲ့ဟို6ချောပေါ်မှာဟို sample တော့မရှိဘူးသိရမလားစနေအတန်လေးတခုမှာ50 cent အခွေထဲမှာခွဆိုတဲ့အတန်လေးတခုလွတ်တယ်ဟာဆိုတာနဲ့ဒါလည်း acid တဲ့ပြေးဖြတ်ပြီးတော့အိုက်ကောင်ကိုနောက်ထပ်2တန်3တန်နဲ့ပေါင်းပြီးတော့မတူအောင်လုပ်ပြီးတော့သုံးဖို့စဉ်းစားနေရတာပေါ့သိရမလားစောင်းခက်ခဲ့တာဒီဘက်ခေတ်ကျတော့ပေါ်လုံးလို့ကွာသိမှာအဲ့လိုမျိုးဆိုတော့လေကွာလာတော့ကွာတော့ဒါပေမဲ့အဲ့ဒါကိုဝမ်းသာတယ်အဲ့လိုဖြစ်စေခြင်းတယ်အားလုံးနဲ့တန်းတူဖြစ်စေခြင်းတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့တစ်ကမ္ဘာလုံးနဲ့တန်းတူသူတို့သုံးနေတဲ့ပစ္စည်းတွေကိုသုံးနိုင်စေခြင်းတယ်အဲ့ဒါတွေကလည်းဘာနဲ့ဆက်ဆက်နေလဲဆိုတော့ဝင်ငွေပြန်ကောင်းလာစေခြင်းတယ်ပေါ့နော်အဲ့ဒါလေဝင်ငွေကောင်းဖို့ကြတော့လေအများကြီးဆက်ဆက်နေတယ်ပေါ့နော်ဒါနည်းနည်းစကားတော့ပြောပြခြင်းတယ်လူငယ်တွေကိုလည်းလက်ဆောင်ဖြစ်တာပေါ့ဘာလို့လဲဆိုတော့ဟိုခုနကကျွန်တော်ပြောလို့ brother တို့ကိုဘာဖြစ်ချင်တာလဲကိုစီအတွေးရှိတယ်ကတည်းက
ငါဖြစ်ချင်တာလည်းဖြစ်ရမယ်နောက်ပြီးတော့ငါဖြစ်ချင်တာလည်းထပ်ဖြစ်ရအောင်မယ်အဲ့လိုတော့မရအောင်ငါဖြစ်ချင်တာဖြစ်ပြီးငါမဖြစ်ချင်တာတွေလည်းရှိတယ်ဥပမာ Brian တို့ဆိုလဲဒါကားတဲ့ဘက်မှာဟို B-boy dancing ဘက်မှာဒါကိုယ့်ကို YouTube ပြီးတော့စီမျောနေကြတယ်ကျွန်တော်အခု B-boy ကကျင်နေဆို Brian စီမှာတင်ရမှာဒါပြောပြ Brian music တီးနေတယ်ဆိုရင်ကျွန်တော်စီမှာဒါတင်ရမှာဒါအပြန်လဲပေါ့နော်အဲ့လိုကိုပါသွားချင်တာလေဟုတ်ပြီကိုက B-boy ကကျင်ကိုက music producer လုပ်ချင်တာကိုလုပ်ချင်တဲ့အလုပ်ကိုယ့်ရဲ့ professional ရက်တည်ရေးအတွက်ဘယ်လိုမျိုးအဝင်ဝင်ကြဖြစ်အောင်လုပ်မလဲဒါအရေးကြီးရပြဥပမာ rapper ဖြစ်ချင်တာဟုတ်ပြီအဲ့ rapper အနေနဲ့မင်းဘွားရက်တည်ရေးကိုမင်းဘယ်လိုလုပ်မလဲဒါအရေးကြီးတယ်ကျွန်တော်တို့ခုနပြောတဲ့ပိုပြီးကောင်းမွန်တဲ့ဟာတွေကိုကြားလာဖို့အတွက်အခြေခံကကိုဘွားတော့ခိုင်မာဖို့ခိုင်မာပြီးတော့မှပိုကောင်းတဲ့စီကိုတက်ရမှာအခုက rapper တွေကျွန်တော်တို့နိုင်ငံမှာဖြစ်နေတာ income မကောင်း income မရှိဘူး income မရှိတော့ရက်တည်လို့မရဘူးရက်တည်လို့မရတော့အဆင်မပြေဘူးစိတ်ကားထားအဆင်မပြေဘူးမချင်မတတ်တွေများလာတယ်တဲ့ပေါက်ကွဲထွက်ချင်တာတွေများလာတယ်အဲ့မျိုးတွေတကယ်တော့မှားယွင်းနေတာလေတကယ်လည်းပြောရရင်ကျွန်တော်တို့တွေအားလုံးကဟိုနှင်းကြတဲ့ပညာရေးတွေနှင်းကြတဲ့အသိဉာဏ်တွေနဲ့ဒါကဘာမှာဗျာကျွန်တော်ရှင်းပြတာကဘာကိုပြောတာပါကျွန်တော်တို့အားလုံးအဲ့လိုမျိုးနှင်းကြနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကလည်းနှင်းကြနေသေးတယ်နှင်းကြနေသေးတော့ကဘာရဲ့ရောင်းတန်းအောင်မမီဘူးဖြစ်နေတာရောင်းတန်းမမီလို့ဒီနိုင်ငံထဲပတ်ရောင်းမယ်ဆိုတော့ဒီနိုင်ငံထဲကလူတွေကလည်းခုနကပြောတဲ့ level ကခံစားမှုကနှင်းကြနေတယ်ဗျ။ကျွန်တော်တို့ငယ်ငယ်တုန်းကလူကြီးတွေကတော့ကျွန်တော်တို့ထက်ခံစားမှုကမြင့်မားမယ်လို့ကျွန်တော်ထင်တယ်။လူပညာနဲ့ပတ်သက်လို့ရှိရင်ဒီဘက်ပိုင်းမှာအတတ်ပညာပိုင်းကတိုးတက်လာလို့လည်းကျွန်တော်ထင်ပါတယ်သိလား။အတတ်ပညာပိုင်းတွေအရင်နည်းပညာတွေ technology တွေတိုးတက်လာတဲ့အနောက်ကိုရှောက်လိုက်သွားကြတော့လူပညာပိုင်းမှာအားနည်းလာတယ်လို့ကျွန်တော်ထင်တယ်။အဲ့တော့ဗျအဓိကကျွန်တော်ချုပ်ချင်တာကိုယ့်ရဲ့ရောင်းတန်းက professional အခါကျင်းငွေနဲ့ပေးပြီးတော့တစ်ဖက်ကလူကဝယ်ခြင်းနဲ့လိုချင်နဲ့ကြီးခြင်းနဲ့ဆိုတော့မှကျွန်တော်တို့ကအဲ့လုံးမှာ professional ဖြစ်မှာ IT ကိုရအောင်အားလုံးကြိုးစားနေကြတယ်ကျွန်တော်တို့မဖြစ်သေးဘူးလို့ကျွန်တော်မြင်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့နေရာမရောက်တာပေါ့နော်ကျွန်တော်တို့ဒါသုံးသက်ကြည့်တာကျွန်တော်တို့ရဲ့အခြေအနေကိုကျွန်တော်သုံးသက်ကြည့်တာအဲ့လိုပဲကျွန်တော်မြင်တယ်ဘာလို့လဲဆိုတော့ဘာမို့တဲ့ဈေးကွက်လေးကိုကျွန်တော်တို့လူနေလို့မရအောင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဟိုကလီထိုးပြီးရည်ရတဲ့ဟာတာတွေဒါမှမဟုတ်အောက်လုံးတွေသူများတွေရဲ့မကောင်းတဲ့ပြဿနာတွေကရင်မောကိစ္စတွေဒီဟာတွေကိုဟိုမကောင်းတဲ့ site ဆိုရင်လူစိတ်ဝင်စားတာများတယ်ပေါ့ဗျာသိလားကောင်းရမွန်ရဆိုရင်လူသိမကြိုက်ကြဘူးပေါ့နော်အဲ့တော့လူစိတ်ဝင်စားတဲ့နောက်လိုက်ချင်လည်း like တွေသဘောပဲအဲ့ဆိုရင်တော့ဆက်များများရတယ်ဒီခေတ်မှာဒီလိုပဲအောင်မြင်ပဲမဟုတ်ဘူးကိုယ့်ရဲ့ယုံကြည်ချက်နဲ့ပဲကောင်းမွန်မှန်မှန်ကန်ကန်နဲ့အောင်မြင်အောင်လုပ်ချင်တယ်ဆိုရင်လည်းလုပ်ရ fight ပြတကယ်ကြိုးစားအဲ့ဟာတွေနဲ့အပြတ်သက်ကွာတယ်ဆိုတာကိုပြလိုက်အဲ့ဒါဆိုရင်တော့ကိုယ်ကကောင်းသွားတယ်မဟုတ်ရင်တော့ကျွန်တော်တို့အဆင်ပြေမှာမဟုတ်ဒီတိုင်းပဲသူတို့ပဲကွိုင်းရှာနေမိမှာတဲ့မှာချီးတဲ့လောက်တွေချီးတဲ့မှာပဲပြောတယ်ငါတို့ကတော့ချီးတဲ့မှာမနေနိုင်ဘူးချီးတဲ့မှာမနေနိုင်ရင်ဘယ်ဦးသွားမှလည်းဘယ်မှလည်းမသွားဘူးကြီးပုံဖိနာထိုင်ပြီးတော့ထိုင်ပြောနေရဆိုရင်တော့မဟုတ်သေးဘူးဗျတခြားပိုကောင်းတဲ့စီကိုလည်းရောက်အောင်သွားကြမှာပဲရှာကျွန်တော်အားပဲပြောချင်တယ်ကျွန်တော်လည်းစူးစမ်းနေကြတာပါပဲတည်ရမှာအားလုံးစူးစမ်းနေကြတာပါကျွန်တော်တည်တယ်เนาะဒါတွန်းအားပေးတာပါ fighting bro yes sir ကျေးဇူးပါဒီကတယောက်ယောက်ပြစ်တွေတင်မနေနေကြတာပါဗျာဘသူပြစ်မှမရှိဘူးအားလုံးကကိုလုံးချင်တာကိုလုံးနေကြတာဟုတ်တယ်ကိုကကိုလုံးချင်တာကိုတကယ်လုပ်ဖို့ပဲလို့လားကိုကစိတ်ပြက်ပဲသိမလို့ဖြစ်ပဲနဲ့ကိုကသိမလို့ဖြစ်ပဲနဲ့တဲ့မှာသူများတွေကသူလုံးချင်တဲ့ဟာကိုသူကကြိုးစားတာ software လုံးချင်တဲ့ကောင် software ကိုအသေးကြိုးစားတာ software နေရာမှာအောင်မြင်ပါလိမ့်မယ်အဲ့လိုလူတွေအများကြီးရှိတယ်ကျွန်တော်နာမည်တက်ပြီးပြောနေတယ်ဗျာကိုကတကယ်တော့သူ့လောက်မကြိုးစားဘူးဒါအမှန်ပဲကိုကအဲ့ကောင် software ငါအဲ့လို software မဟုတ်ငါဆရာကြီးဒါပေမဲ့ငါအဲ့ကောင်လောက်တော့ငါအလုံးမလုပ်ဖြစ်ဘူးအဲ့တော့ငါလိုရဲနေရတယ်အဲ့တော့ဒီလိုက်ကိုကိုဘကိုကျေနပ်ဖို့လိုတယ်ပြောပြတာပါပဲအောင်ဆိုရအောင်လုပ်လို့ဟုတ်ဝါရပါလဲဆိုနားစီနားတောင်ကြီးဖြစ်လာတယ်ယူသွားတာအဲ့ဒီကျွန်တော်လည်းအဲ့လိုပေါ့အများသောအားဖြင့်ကတော့ဗျာဒီ music တွေထဲမှာ music ကကျွန်တော်တို့ခံစားချက်တွေပေးတယ်ပေါ့နော်ဒါပေမဲ့များသောအားဖြင့် hip hop ကကြတော့ကျွန်တော်ပေါ့နော်ကျွန်တော်အတွက်ကတော့ကျွန်တော်ကိုယ်ပိုင် opinion ကတော့ဗျာဒီဟိုဖြစ်စီရဗျာအကုန်ပေးတယ်ဗျာ knowledge တွေလည်းပေးရပြီးတော့စိတ်ခွန်အားတွေလည်းပေးတယ်ပေါ့နော်အဲ့လိုမျိုးအများကြီးပဲပေါ့ hip hop ကတော့များသောအားဖြင့်အဲ့လိုမျိုးပို့ပြီးတော့ဖြစ်စီရဟုတ်တောင်းလို့ရတယ်ဟိုဘယ်လိုလဲဟို
သူ့ရဲ့ hip hop ရဲ့ဟိုဖြစ်တည်လာတဲ့အခြေခံဟိုတခြား culture တွေတခြား music အနုပညာတွေနဲ့မတူဘဲနဲ့လေသူကကွဲထွက်သွားတာအဲ့တခုကအားသာချက်ဖြစ်သွားတာကျွန်တော်မြင်တာတော့တဲ့အရင်လွတ်လပ်တယ်ဆိုဘယ်လိုပြောရမလဲကျွန်တော်ဒါ hip hop culture hip hop ဇာတ်ရိုက်ဆိုတကယ်တော့ဘာမှမဟုတ်ဗျာကျွန်တော်တို့စီမှာလည်းရှိတယ်ခုမှကြီးမနိုင်ရဇိုးတွေတို့ပါတော့ကြီးမနိုင်ရဇိုးတွေဆိုကြီးမနိုင်ဇိုးတွေဇာတ်ရိုက်ရှိတယ်ဗျာဒီလားကျွန်တော်တို့ဘိုးတော်ကဇိုးတွေဆိုဘိုးတော်ဇိုးဇာတ်ရိုက်ရှိတယ်တာဂီတာဆိုတာဂီတာဇာတ်ရိုက်ရှိတယ်အဲ့လိုပဲသူတို့အမေရိကနေကတွေရဲ့ type တွေသူတို့ရဲ့ဇာတ်ရိုက်တွေသူတို့ရဲ့ lifestyle ဒါပဲဗျာအဲ့ဟာကိုကျွန်တော်တို့ကသွားကြိုက်တာတကဘာလုံးကသွားကြိုက်တာအဲ့လိုကြိုက်လာအောင်လေသူတို့ YouTube ပြီးသူတို့နေထိုင်နေတဲ့ဟာကြီးကိုသူတို့က promote လုပ်တယ် promote လုပ်တယ်အဲ့ဒါအဓိကအချက်လို့လည်းကျွန်တော်မြင်တယ်သူတို့ရဲ့ music ကိုလည်းသူတို့ promote လုပ်တယ်ပြီးတော့အချင်းချင်းလည်းသူတို့ရဲ့ဘယ်လိုပြောရမလဲဒီ Negro တွေ hip hop ပါတွေအချင်းချင်းကိုလည်း appreciate လုပ်တယ်ထူးချွန်လာတဲ့ကောင်တော်လာတဲ့ကောင်တွေဆိုရင်လည်း appreciate လုပ်တယ်အဲ့လိုမျိုးကြောင်းလည်းတော့အပြန်လည်း respect တွေပြီးတော့ဘေးရလူတွေကမှ respect တွေပေးတာကြတာဗျာဒီလိုအဲ့လို hip hop ကကြီးထွားလာတာအဲ့ hip hop ရဲ့ culture တွေ brother တို့ကျွန်တော်တို့ကြိုက်တယ်ခုနကလိုဖြဲတာတွေသိမလား gangster တွေ lifestyle ဒါတွေကိုကျွန်တော်တို့ကြိုက်တယ်လို့သာပြောတာဒါတွေကလူထင်ကြီးစရာဟာတွေမှမဟုတ်တာဗျာဒါအမှန်တိုင်းပြောပြရတယ်ဒီလားဒါတွေအပိတွေစရိုက်နေဗျာဒါပေမဲ့ဘာဖြစ်လို့အဲ့လိုမျိုးအခြေအနေကိုရှောက်သွားလဲဆိုတော့ဒါကျွန်တော်သုံးသပ်ပြသူတို့ရဲ့ဒီအခြေအနေမှာနေဥပမာခုနကကျွန်တော်ပြောတဲ့ကြီးမနိုင်ဇိုးတွေပါလေလို့ပေါ့ဗျာအဲ့ထဲမှာသူ့ဇိုးကဇိုးပဲသူ့ရဲ့ကြီးမနိုင်မှာသူဇိုးဖြစ်နေတာသူ့ရဲ့ပုံဝင်ကျင်ကြောင်းကျွန်တော်တို့ဘိုးထောင်မှာဇိုးတွေဖြစ်နေတာပုံဝင်ကျင်ရှိရင်ရှိမှာကောင်းတဲ့လူတွေရှိမှာအဲ့လိုမျိုးဖြစ်နေတဲ့ဟာမှာတော်တဲ့လူတွေရှိမှာပဲဗျာသိလားတော်တဲ့လူကသူ့ရဲ့အနုပညာတစ်ခုကိုသူကထုတ်ဖော်လိုက်တာထုတ်ဖော်လိုက်တာသူဇိုးဖြစ်နေတာလည်းပဲသူ့ရဲ့အနုပညာကိုညံ့တယ်လို့ပြောလို့မရဘူးသူကလူဖြစ်နေတာသူ့ရဲ့ပုံဝင်ကျင်ကြောင်းအဲ့လိုပဲနေကာတွေကလည်းသူတို့ကသူတို့အဲ့စရိုက်တွေဖြစ်နေတာသူတို့ရဲ့ပုံဝင်ကျင်ကြောင်းအဲ့ဒါနဲ့ပဲသူတို့ရဲ့အနုပညာကိုဆောက်တလွဲကြီးလို့ပြောလို့မရဘူးသူတို့ရဲ့အနုပညာတကယ်မိုက်နေတာဟုတ်တယ်အဲ့ဒါမျိုးလားကျွန်တော်ကကွဲပြားပြီးမြင်ဖို့လိုတယ်ဗျာသိလားသူတို့ကတော့သူတို့ဘယ်လိုအချိန်ကြီးရောက်လာသူတို့ရဲ့ type ပဲသူတို့ရဲ့ lifestyle တိုင်းနေမှာပဲခုနကကျွန်တော်ပြောကြီးမနိုင်ကဘယ်ဆိုကြီးဘိုးတော်ကဘယ်ဆိုကြီးဆိုလဲသူတို့တွေတိုးတက်လာတယ်ဆိုရင်လည်းသူတို့အဲ့လိုပဲနေမှာပဲဒါပေမဲ့ဟိုလိုတော့လမ်းဘေးမှာတော့ရက်ထိုင်တော့မပြတော့ဘူးဗျာသိလားဟုတ်ပါသူ restaurant တွေအကောင်းဆုံး hotel တွေပါတယ်မှာသူတပည့်တပန်းနေတယ်ကောင်းမှုစားတော့ business ကိစ္စတွေသူပြောရင်ပြောနေလိမ့်မယ်ဒါပေမဲ့ तू ကဇိုးပဲဆက်လုပ်နေနေလိမ့်မယ်အဲ့လိုမျိုးပေါ့ဗျာသိလားပြောင်းလဲသွားလိမ့်မယ်ဟိုလို street ကြီးတော့တစ်ချိန်လုံးကြီးတော့မဟုတ်ဒါ ice street ကလူငယ်တွေကိုပြန်ပေးလုပ်လိုက်ဟုတ်တယ်ကိုကလူကြီးဖြစ်လာရင်ကိုကတိုးတက်လာဖို့တော့လိုတယ်အဲ့လိုပေါ့တော့ hip hop culture က street life ဆိုတာကြီးရောအတိအကျမဟုတ်ဘူးလို့ကျွန်တော်ပြောပြတယ်ဟုတ်တခုစီပေါ့နော်အချိန်လုံးကြီး street နေလို့မရဘူးဗျာနော်ဟုတ်ရှိကျင်လည်းရှိပေါ့တဲ့မှာအမ street ကျင်လည်း street နေအဲ့လူတွေကဒီမှာပဲ street မှာပဲသူတို့နေကြတဲ့လူတွေရှိကျင်လည်းရှိနေမှာပဲဒါကသူတို့ရဲ့ရွေးချယ်မှုပဲကျွန်တော်ခုနပြောပြခဲ့စောင်းလဲဝိုင်းလူတွေလည်းရှိတာပဲဒါကိုလက်ခံဖို့လိုတယ်တော့ street ဖြစ်နေမှာ hip hop စစ်တာဟိုကောင်တွေကဆောက်လွဲတွေဖြစ်သွားပြီလို့ပြောလို့မရဘူးအမ J0 ဆို street မဟုတ်တော့တာ10စုနှစ်3ခုလောက်ကြာခဲ့ပြီဗျာသိလားတော့တတိလိုပဲနေတော့တာအဲ့လိုပေါ့ဗျာသူတို့ဟိုဝတ်တာစားတာစုတွေပါနေအဲ့လိုဖြစ်သွားတယ်ဗျာသိလားဟုတ်မတူဘူးဗျာကိုသူ့အချိန်နဲ့သူပြောင်းလဲမှာပဲဗျာသိလားအဆင်ပြေဥမာ IQ ကြီးကျွန်တော်ခုနကတော့ပြောသေးတယ်အသေးဖြဲလို့ဆောင်းဝန်းကြိုက်တယ်ဒါပေမဲ့သူရုပ်ရှင်ရိုက်တဲ့အခါမှာကြည့်လိုက်ခလေးကြည့်တဲ့ကားတွေဟာတာကားတွေရိုက်တာသိလားငဘောကားတွေရိုက်ဟုတ်စနုပကြီးဆိုတဲ့လိုပဲငဘောကားတွေရိုက်တာပဲဗျာသိလားအဲ့သူပြောလို့မရတာသူတို့လုံးနေတာဗျာသိလားသူတို့သေယုဆောင်တဲ့ပညာသူတို့တက်လို့သူတို့ရိုက်လို့ရဥမာကျွန်တော်ဆိုရိုက်လို့မရဆိုကင်မရာရှိန်ပြဆောင်းဝန်းရှက်တယ်ဗျာကင်မရာထောင်လိုက်ပြီအဲ့လိုမျိုးသူလုံးလို့ရတယ်သူလုံးတယ်အေးလုံးပေါ်ဗျာသိလားဒါပဲပါတက်လာကိုထွေနေကိုဟုတ်ဒါသူ့ရဲ့ဒီ talent ပေါ့ဗျာနော်သူ talent အရာလို့ပေါ့နော်ကျွန်တော်တွေးကြည့်တာသူလုံးချင်လုံးပေါ့ရေကိုလုံးချင်လည်းလုံးမလုံးချင်အေးမလုံးနေဘူးပေါ့ဒါပဲဟုတ်တယ်ဟုတ်လားကြည့်ကျွန်တော်အဓိကမကြိုက်တာမြန်မာတွေက rapper တွေမှမဟုတ်မြန်မာတွေကကြောင်းလေးကြောင့်လက်ညှိုးတွေထိုးနေတာအဖြစ်တွေပြောနေတာကျွန်တော်အဲ့ဒါကိုမကြိုက်တာအဲ့လိုမဖြစ်စေရင်အားလုံးကောင်းမွန်တယ်တဲ့မှာကြောင်းလေးကြောင့်ရှိခင်နဲ့အရင်တော့ကျွန်တော်အဲ့လိုမျိုးနေခဲ့ကြတာအရင်တော့လူတွေညီကြတယ်ဟုတ်နောက်ပိုင်းဆိုကြက်တဲလာတော့အဲ့ဒါပြဿနာကြက်တဲလာရင်ထွက်ပေါက်ရှာကြတာဟုတ်တယ်အဓိကအဲ့ဒါပါပဲဗျာဟိုအဖက်ကဟိုပိတ်ဆိုးလာတာနဲ့ဟာလည်းနောက်ပိုင်းနောက်ဆုံးဘယ်လိုမှထွက်ပေါက်မရှိရနဲ့ဆိုတော့စိတ်ထားတတ်ဖို့ပါပဲဗျာဘယ်တက်နိုင်လဲကိုကံဟုတ်တယ်
ဟုတ်တယ်ဟုတ် မဟုတ်ကိုပဲပူလောင်နေမှာလေဗျာ brother ရဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်းပူလောင်သေးတယ်အနည်းဆုံးကိုယ့်အိမ်ကလူတွေကစိတ်ညစ်ရမယ်ကိုကအာယုန်နေနောက်ဖို့ဘုံတိုင်းရင်ကျဲဘာလို့မလဲဗျာ ဟုတ်တယ်ကျွန်တော်လည်းအဲ့လိုကျွန်တော်လည်းအရင်တော့အဲ့လိုတော်တော်ဖြစ်တယ်ဗျာ2ခါ3ခါ4ခါ5ခါလောက်ထိဘာမှမဆိုင်တဲ့ဟာရင်းနဲ့တကယ် ကြာတော့လည်းဒီပဲမရှိမှသိတာမှာပါဟုတ်တယ် brother ရဲ့တော့ ဟုတ်တယ် စောပိုင်းကတော့မသိသေးဘူးလေဟောကွယ်မြစ်တာဟောကြာတော့လည်းအတိတ်ပဲမရှိငါဘာလုပ်နေတာပဲကောင်းတယ်ဖြစ်သွားတာ ဟုတ်ကဲ့အဲ့ဒါဟိုနောက်ဆုံးတော့လည်းဒီကိုစိတ်ထားဒီကကိုစိတ်ထားပါပဲဗျာနော်ကို mindset တစ်ခုဘယ်လိုပြင်ဆင်လိုက်မလဲပဲ ဟုတ်တယ်လေဗျနော်အားလုံးကကြောက်နေတော့ဘာမှတူတာမဟုတ်တာအဲ့ကြောင့်တော့အခုကလုံးလက်စားရှိသေးတယ် B-Siren ပြောင်းနေအားရှိနေတယ်တဘော ကိုခဏဟိုခဏလေး pause လိုက်မယ်ဒီမှာ Brian ဟိုအမဲအောင်ကြီး အောက်ပါနော် ဟုတ်အဲ့ Brian ကြားလား Brian hello ကြားရကိုရင်အခုဒီဟိုဘောနော်အသက်လာမဲ့ဟို new featuring ဆိုမဲ့ဥစားလေးခုနက exit က B-Siren ရဲ့ EP ကိုတော့သူ featuring တပုတ်လောက်ဆိုတွဲဆိုမယ်ခုနခေါ်တာမြင်နေမတူတဲ့အကြောင်းအားလေးတပုတ်လို့ရေးနေတယ်ခုနကအမြင်မတူတဲ့အကြောင်းတွေပြောရင်လည်းသတိရအောင်ပါဟုတ်ကဲ့အဲ့ဒါဟိုဒီငယ်အခုကြာတော့ပေါ့နော်ဒီအသက်အရွယ်တစ်ခုကိုရောက်လာပြီပေါ့နော်ဟိုအရင်လူငယ်မဟုတ်တော့ဘူးပေါ့နော်ဟိုလူငယ်ပေါ့ဗျာဒါပေမဲ့ကျိုစိတ်ခံစားချက်ပါညာအပိုင်းနဲ့ဆိုရင်ဟိုငယ်တော့ကအရင်တော့ဟိုဖန်တီးခဲ့တဲ့ဒီ music နဲ့ပေါ့အခုဖန်တီးဖြစ်နေတဲ့ music type နဲ့မှာ taste တွေ type တွေလို့ကွာခြားမှုတွေရှိတာပေါ့ရှိရဆိုရင်ဘယ်လိုမျိုးကြောင့်ဟုတ်ဘယ်လိုလဲဆိုတော့ဟောပေါ့အရင်တော့ကျတော့ငယ်တော့ချင်းစတီးတော့ hip hop ကိုတော်တော်ယူတာခုနကတွေးကြွတယ်ရွေးဆိုတော့အဲ့တော့အဲ့လိုအချိန်ကလုပ်တဲ့တချင်းတွေတီးတဲ့ beat တွေအကုန်တော့ hip hop အရန်ဆန်တယ် hip hop America hip hop ပေါ့နော်အဲ့ချိန်မှာတခြား hip hop တွေလည်းရှိနေကိုရီးယား YG family ကလည်းနာမည်ကြီးနေပြီပြီးတော့ဟိုမှာအင်ဒိုနီးရှားဘက်မှာလည်း Fat family ဆိုတာရှိတယ်အဲ့ဘက်လည်းမိုက်အဲ့လိုအစုံရှိနေပြီပေါ့နော်ဒါပေမဲ့လို့ကိုဟာနဲ့ကိုသွားကြတာပေါ့ရလား Brian ဟုတ်ရတယ်ထွတ်တွားဖြစ်သွားရက်သွားလို့အစား Okay ရပြောပါဗျာကိုရီးယား hip hop ကြီးကတော်တော်သူတို့စပြီးကျန်းနေရကိုရီးယား hip hop ကတော့တော်တော်အရင်ကကျန်းတာတော့ကျွန်တော်သိကိုရီးယား hip hop ကတောင်းတာအခုအဲ့အငယ်တုန်းကလည်း hip hop တွေပါလေနားထောင်ခဲ့တယ်ပေါ့နားထောင်နေအစုံနားထောင်နေကျွန်တော်လည်းပြင်သစ် hip hop လည်းကြိုက်တယ်အဲ့တုန်းကဆိုရင်ပြင်သစ်ကအဲ့ပေါ့မနောဆိုတဲ့ဘဲတော်တော်မိုက်အခုအထိလည်းနားထောင်ပါတယ်ပြင်သစ်က Chinese man တွေပါတော့အဲ့ဒီဘက်ခေတ်ကျတော့အခုရွယ်နေအခုခေတ်နေကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီဘက်ခေတ် hip hop တွေကိုကျွန်တော်ကသိမကြိုက်တော့ electronic sound ပါတဲ့အဲ့လို set bass တွေနဲ့ set bass တွေကြီးတောင်ကြိုက်ပါစေကျွန်တော်ဒါ down south ခေတ်မှာလည်းဒါ အဲ့လိုတွေသုံးကြတာပဲဒါပေမဲ့ဒီဘက်ခေတ် type drill တွေပါလေပေါ့နော်အဲ့လိုမျိုးအရန်ဘယ်လိုပြောရမလဲကျွန်တော်နဲ့ကွာဝိုင်းပြ vibe တွေအသိလားကိုရီခေတ်က hip hop တွေကြအဲ့လိုမျိုးကြတော့မကြိုက်တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော် music သမားဆိုတော့ music ဆန်တဲ့ဟာတွေပဲရှောက်နားထောင်ပြီးတော့ hip hop လုပ်ပြီးဆိုရင်လည်း musical hip hop တွေဖြစ်ကုန်တာအဲ့လိုတွေတော့ဖြစ်သွားတယ်အရင် hip hop ဆန်တာတွေတော့မဖြစ်တော့ဟို musical hip hop ဆိုတဲ့ဟာကိုဘယ်လိုလဲဆိုတာရှင်းပြပေးလို့ရOkay brother ဟို musical ဆိုတာကဘာလဲဆိုတော့ music ဆန်တာမျိုးပေါ့ brother ဒါရှင်းပါတယ်ပေါ့နော် music ဆန်တာလည်းဘာလဲဆိုတော့ဥပမာဗျာကျွန်တော်တို့ပြောထားရှိကြတယ်အရန်ပေါ်ပြ CG A minor E minor ဘာညာဒါလေးနဲ့ပေါ့နော်တီးတယ်ဆိုလို့ရှိရင်ပိန်းတယ်လို့ဘာလို့ပြောကြတယ်ဒါပေမဲ့အဲ့လိုသချင်းလေးတွေနဲ့အရန်ကောင်းတဲ့သချင်းလေးတွေရှိပါတယ်ဗျာသိလားရှိပါတယ်ပြောချင်တာကဘာလဲဆိုတော့တကယ် music ကိုဟိုကြောက်ဝင်ခံစားပြီးတော့တကယ်ကောင်းအောင်ရှာဖွေပြီးတော့ notes တွေရှာဖွေပြီးတော့တကယ်မိုက်အောင်ပေါင်းဆက်ထားတဲ့ဖန်တီးထားတဲ့ဟာမျိုးကိုကျွန်တော် music ဆန်တဲ့ဟာလို့ကျွန်တော်ပြောချင်တာဒီတိုင်း
အလွယ်လေးပဲ CGA minor ပဲခုနပြောတဲ့ကော့ပဲဒါပေမဲ့ဒါပဲကောက်စီလိုက်တယ်တောင်းကောက်စီလိုက်တယ်အလုံးလေးဒီဟာလေးတွေကောက်စီလိုက်တယ်ပြီးသွားပြီရောပြီးတပုတ်အဲ့လိုမျိုးလုပ်တဲ့ဟာကိုတော့ကျွန်တော်မခံစားဘူးဗျာသိလား ဟုတ် အဲ့ကော့ကိုပဲလောက်လာပါစေအောင်ဒါပေမဲ့ဆောင်းဝမိုက်နေရမယ်ဥမာ base ကဟုတ်တယ် CGA ပဲ CG 6ထားတယ်ဒါပေမဲ့ကော့ကကြတော့မတူအောင်7လေးတွေဖြည့်တီးမယ်ပြီးအလုံးလေးတွေကိုလည်းမတူတော့ဘာရှာစီစဉ်းစားမယ်မှာဒါမှမဟုတ် violin လေးထိုးမလား something များ music မတော့ဝင်ခံစားပြီးတော့တကယ် music ဆန်နေရမယ်ဘာလို့လဲဆိုကျွန်တော် music လုပ်နေကြတာလေပြသိလားအဲ့လိုမျိုးပေါ့ကျွန်တော်ရဲ့အတွေ့အကြုံကတော့အဲ့လိုရောက်သွားတာအဲ့လိုမျိုးတေချာလုပ်ထားတဲ့အချင်းလေးတွေဆိုကျွန်တော်ကြိုက်တယ်ကိုလုပ်တဲ့အချင်းတွေလည်းအဲ့လိုမျိုး music ဆန်အောင်လုပ်တယ်အများကြီးစဉ်းစားတယ်အဲ့လိုဟို theory တွေအများကြီးရှိပါတယ်မှာ jazz တို့ blues တို့ဗျာတဲ့ funk တို့ဒါမျိုးတွေပေါ့နော် theory တွေကိုလေ့လာပေါင်းဆက်ဖန်တီးကြည့်စောက်ရမ်းမိုက်တယ်ဗျာဒါအခုဆိုလေ lo-fi ဆိုလေဒါ jazz တွေပါတယ်နဲ့ hip hop နဲ့ပေါင်းလိုက်ရတယ်ပြေးပါလာပဲဟုတ်လောက်ဖိုင်လေဒီ music အကြောင်းပြီးသွားတော့ဒီဟိုအကုန်လုံးဒီ G-Fam နဲ့ရောအဲ့လိုအမှတ်တရဖြစ်ခဲ့ကိစ္စတွေကြီးပါအကိုအများကြီးပါပဲဗျာ G-Fam နဲ့အမှတ်တရဆိုရင်တော့ကျွန်တော်မိုးလင်းအောင်ဟောလေငယ်တွေကတွဲလာကြတဲ့ကောင်တွေဗျာဆယ်စုနှစ်တွေချီခဲ့ပြီဆိုတော့အမှတ်တရတွေအများကြီးပဲပေါ့ဒီကအားလုံးလည်းစိတ်ဝင်စားမယ်ဒီလိုကြည့်နေအောင်မယ်ထင်တဲ့ဟာဆိုရင်တော့ရန်ဖြစ်ကြရတယ်ပေါ့ဗျာရန်ဖြစ်ကြတယ်ပေါ့ပြီးရင်တော့ပြန်ချစ်ကြတယ်ပေါ့ဒါတော့ကြောင်းတဲ့တောက်ရန်မဖြစ်ဘူးတဲ့လူတွေမရှိဘူးအကုန်လုံးဟိုကောင်လေးဒီကောင်လေးကောင်လေးဟိုကောင်ပါအကုန်ချဘူးတဲ့ကောင်လေးပြီးရင်တော့ပြန်လုံးသွားကြတာရန်ဖြစ်တော့ဘယ်လိုဖြစ်ကြရန်ဖြစ်တယ်ဆိုဘယ်လိုချအောင်တော်ကီနဲ့ပဲဟုတ်တော်ကီနဲ့ပဲချတော့မလို့အာနားတော့ရန်ကြီးရဲ့ပဝင်းကြီးကဒါပေမဲ့ဘယ်တော့မှတော့ချလိတော့မရှိချစ်ကြတယ်မူးရင်ဖြစ်ကြတာဒါပဲမူးရင်ပွားကြရန်ဖြစ်ကြတယ်ဟေးကြဆူညံကြပြီးရင်ဘယ်လိုလဲရပြီအဲ့ညာရင်းချင်းပဲနောက်နေ့လည်းမကူဘူးအော်ကြလို့ဝါပြီဆိုလို့ရှိရင်တယောက်ယောက်ကထားကဲလာဘယ်လိုသွားမယ်ကောင်းမျိုးကောင်တွေများနေပြီပြောနေပြီဟောတော့အဲ့ရောက်ပြီဆိုလို့ရှိရင် point တက်တဲ့အဓိကနှစ်ကောင်တည်ပြီးလိုက်ဆိုမင်းဟိုကောင်လည်းဆိုတော့နှုတ်ဆက်ပါလားမင်းတို့ပြောပြီးတော့ကျန်တဲ့ကောင်တွေကလည်းထပ်ပြီးကြည့်ကြဆူကြတောက်ကြမိုးလင်းအောင်ပါပြီဟုတ်တယ်ဟိုဒီဟိုအမိုက်တချင်းဟိုလုံးဖြစ်သွားတဲ့အကြောင်းလေးလည်းပြောပြပြအမိုက်တချင်းကကြတော့အချင်းကဟုတ်တယ်ပြောပြအောင်အမိုက်ချင်းကကြတော့ကျွန်တော်တီးတာပေါ့ဗျာ APG ကကြားလာပြီ PG မိုက်တွေယူမယ် G-Fam ယူမယ်ဆိုပြီးတော့ယူထားကြတာယူထားပြီးတော့ဘာရေးရမှမသိကြဘူးကျွန်တော်လည်းမသိဘူးလို့ပဲဒီကောင်လေးလည်းကြိုက်ရဆိုတာပြီးလိုက်တာအဲဒီတချင်းကိုရေးကြဘယ်လိုမှရေးလို့မရဘူးဘယ်လိုမှရေးလို့မရဘဲနဲ့နောက်ဆုံးဘာဖြစ်သွားလဲဆိုတော့ဂျူဒီလည်းခဏခဏဗျာဒီမှာပြတ်တယ်ရေးဖို့စုပြီးတော့ဂျူဒီလေးယူရေးတယ်ဘာမှမထွက်လာဘူးအကြောင်းအရာလည်းမထွက်ဘူးလို့ဘာမှမထွက်လာဘဲနဲ့နောက်ဆုံးအဲ့လို3-4ဂျူဒီလောက်ဖြစ်လာနောက်ဆုံး project ကညစ်လာပြီးတော့ IPG ဖွင့်လာတော့ဘုံတော့ပူနေတာထိုင်ကြတဲ့အချိန်မှာ project ကထားဆိုတာအေးရထားသွားမတိုက်မုံဆွဲပုံကြောင်းဆိုတာဒီအောင်ရှောက်ဆိုပလိုက်တာစိတ်ညစ်ပြီးတော့အဲ့ဒါယူခိုက်သွားတာအားရဝေးစောင်းလိုက်တယ်အဲ့လိုမျိုးဆိုရမှာဆိုပြီးတော့ဖြစ်သွားတာအဲ့တိုင်းတဘိုးလုံးကြီးလိုက်ရေးတာအဲ့လိုဖြစ်သွားတယ်အဲ့မှာကျွန်တော်မှတ်မိတယ်ဟိုအောင်ဖြစ်သွားသေးတယ်ကျွန်တော်တို့တွေဗာလေနေဝင်းပြောတယ် legendary ရဲ့တခြင်းတစ်ပုဒ်နဲ့ flow သွားတူတယ်ဆိုပြီးပြောတယ်ဟုတ်ပြောတယ်ကျွန်တော်မှတ်မိတယ်အဲ့တော့ပြောတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကတကယ်တော့မသိခဲ့ဘူးကိုယ့်ကိုလုံရင်းနဲ့အချိန်လွန်လာတော့ဟိုကောင်နေဝင်းကပြောတယ်အဲ့အောင်နဲ့ဆောင်းဝန်းတူတယ်နော်တဲ့ဒါပေမဲ့ကျွန်တော်တို့ကတကယ်မှန်တာပြောရင်ဒေကြုံထားတော့တာကျောင်းဆောက်ပြအဲ့ခေတ်မှာသိရမှာဒေကြုံတို့အော်လို့ရှိအောင်နောက်ကလိုက်အဲ့လိုလုံနေတူသွားတယ်အဲ့ဒါကျွန်တော်လည်းနားမထောင်ဘူးတော့ဟာလားလို့ကငါတို့ကတမင်တကာကြီးတော့ခိုးတာတော့မဟုတ်ပါဘူးဒါကြီးရဲ့လို့ပြဿနာတော့မတက်လာဘူးထင်ပါတယ်အဲ့လိုတစ်ခါလေးတော့ဆင်ပါဘောဘာညာလို့တင်မှာဟိုတဘောလုံးခိုးတာမှလည်းမဟုတ်တာပဲဆိုတော့ကျွန်တော်ထုတ်ဖြစ်သွားတာအဲ့ဒါမဲ့ဒါမဲ့နောက်ပြန်လာတော့ဟုတ်တယ်ဗျတူနေတယ်ဗျအားတော့လားသူတို့နဲ့တွေ့တော့လည်းပြောပြပါလေအဲ့ဒါသူတို့နဲ့လည်းရင်တော့သူတို့လာလေကြတယ်ချယ်ရီတော့ကျွန်တော်မှတ်မိတယ်လမ်ဘာတို့ဟိုတို့နက်ကျော်တို့ဘူးစီတို့အုပ်လိုက်ကြီးတို့ကန်တော်ကြီးလည်းလာလေကြသေးတယ်အန်သားကြီးတိုင်းလည်းအထူးထူးဟိုမှာစားကြတောက်ကြပြောကြသေးတယ်ခင်းပါရဲ့ပါစင်နယ်ရတော့ဘာမှမပြစ်ကြအောင်ပြင်မှာတွေ့ရင်အားလုံးအေးဆေးပဲဟုတ်ပိတ်သက်တရားပဲအဲ့လိုခံစားရတာပေါ့နော်ပိတ်သက်တရားလို့ဒီဖန်နဲ့ဒီဖန်နဲ့ဒီတွေဆိုလို့ရှိရင် East Coast နဲ့ West Coast လိုမျိုးပိတ်သက်တရားအဲ့ဒါကြောင့်တကယ်ဖြစ်တော့တယ်တော့ပဲသူ့ဘက်ကိုပါကြတာပေါ့ဗျာသိလားကွိုင်တက်တော့လေဟိုနီးစက်ရသူ့ဘက်ကိုပဲပါကြတော့နှစ်ခွဲကွဲသလိုဖြစ်သွားတာကျွန်တော်လည်း
ကျွန်တော်ဘက်မှာချစ်တဲ့လူများတယ်သူဟိုဘက်ကိုလည်းဟိုဘက်မှာသူကချစ်တဲ့လူများတော့ဗျာဒီလားအဲ့တော့အုပ်စုနဲ့စုပြည့်သွားကျွန်တော်တို့နှစ်ယောက်တော့ဘာကောင်းမှမဟုတ်လို့ရှိရင်ဘာမှဖြစ်မှာတော့ဘယ်သူမှတော့သိလိုက်မှာမဟုတ်အဲ့ဒါပါပဲဗျာဒါပါပဲအနေတိုင်းမတက်လို့ဖြစ်တာဟုတ်ဟုတ်ကဲ့ဟို G-Fan အဲ့ဆိုဟိုတကယ်အားလုံးပေါင်းလိုက်လို့ရှိရင်မှဘယ်နှစ်ယောက်လောက်ဖြစ်လဲဆက်စချင်းကတော့မှ9ယောက်နေတာ G-Fan မှ9ယောက်ပြီးတော့အားလုံးပေါင်းဟိုက14ယောက်ဖြစ်သွားပြီကျော်စင်ထပ်ပါအားလုံးပေါင်း14ယောက်ကျော်စင်ထပ်ကလည်းနောက်ဆုံးမှပါဟုတ်14ယောက်မှာကျွန်တော်တို့ပြီးတော့စရရဘယ်လို rubber တွေကြီးပဲမဟုတ်ဘူးကျွန်တော်တို့ကစရရဗျာဥမာစီသူချိုကြီးဆိုရင်ဒါ hip hop director ပေါ့ဗျာ 3D တွေဆွဲတယ်ဒီကောင်ဆိုရင်ဥမာကျွန်တော်ဆိုလို့ရှိရင်ကြတော့လေ music producer ပေါ့ဗျာဥမာငချမ်းကကြတော့ fashion designer ဗျာဒီလားကျွန်တော်တို့ကကိုယ်စီ YouTube မှုတွေရှိကြတော့ကျွန်တော်တို့ကအဲ့လိုမျိုးငါတို့ G family ဆိုတဲ့ family ကြီးကအစုံပါတဲ့အဖွဲ့ဥမာ Galway ဆိုတဲ့အဖွဲ့ပါနေတာကိုကြည့်ဗျာဒီလား Melody ဆိုတဲ့နှစ်ကောင်ဗျာ R&B ဆိုတဲ့နှစ်ကောင်ပါနေတာအဲ့လိုပေါ့နော်အစုံပါ91ဆိုတဲ့ဒါသူ pop rap တစ်သက်လုံးသူဆိုလာတာဗျာဒီလားသူအောင်မြင်သွားမှာ pop rap ပြောင်းဆိုငငယ်က hip hop ဟို street life ဘောမှာတောင်းကျမ်းခဲ့ရတယ်ပေါ့ဒီကောင်စာရေးအချစ်ချင်းတွေဆိုလာတဲ့ကောင်ဆိုတော့ကျွန်တော်ကသူဘာမှစပြောလို့မရဘူးလေသူတက်လို့တာပဲလို့အဲ့လိုပေါ့ဗျာဒီလားကိုလည်းညောင်းနေဟုတ်ဟုတ်ကဲ့ဟုတ်အဲ့ဟိုကိုတိုတိုတို့ဟိုကိုစိတ်တန်တို့ဘာလို့ ਨੇ ရန်ကြီး crew ပေါ့နော်အဲ့လိုရန်ကြီး crew တို့ G crew တို့ ਨੇ အဲ့လိုမျိုးရမ်းများရပေါ့နော်အဲ့ဟာဘယ်လိုမျိုး connection နဲ့ဖြစ်တကယ်တော့ဟိုပါအဲ့လိုတော့မခွဲထားပါဘူးဗျာရန်ကြီးတွေပါမခွဲထားပါဘူးအဲ့ဟိုကျွန်တော်တို့ level တန်းတွေပေါ့ဗျာဘောရာရွယ်တွေ level တန်းတွေအားလုံးပေါင်း9ယောက်ဖွဲ့ရနေပြီးတော့ Brogy ကအငယ်တွေကိုစခေါ်လာတာစီတန်ကိုစဒူတို့ကိုစခေါ်လာဒူတို့ကတကယ်တော့ကျွန်တော်ရဲ့ညီဝမ်းငွယ်တွေကျွန်တော်ရက်ွက်တွေကကောင်းတယ်သူကသူအဲ့လိုအနောက်သူပေါ်လာနေတယ်လို့တချင်းတွေလုပ်နေကြတာBrogy ကလမ်း90မှာအိမ်ပြောင်းသွားတော့လမ်း90ရောက်သွားတော့ဒူတို့နဲ့တွဲမိသွားတော့ဒူတို့ကမိုက်တယ်ဆိုပြီးတော့ G-Fan နဲ့ထည့်ကို Brogy ပြောလိုက်တော့အကုန်လုံးလည်းတကောင်းစီနေနားထောင်လို့အဲ့မိုက်တွေထည့်လိုက်ဒူတို့ပါလာပြီးတော့တခါဒူတို့ပေါ်လာစီတန်ကိုလည်း Brogy ပဲထပ်ထည့်တယ်အဲ့လိုမျိုးဒီကောင်ထည့်လာပြီးတော့နောက်တစ်ယောက် player ကေးကြတော့နေဝင်းတို့ဘက်ကခေါ်လာတာရှာတွေ့လာပြီးတော့ဟိုအောင်လဲsorry player ကေးကဒူတို့လို့ခေါ်လာတာ BMW လဲဝင်ကျင်လို့ဆိုပြီးတော့ဒူတို့လို့ခေါ်လာတာပြီးတော့မှဟို G-Fat ကိုနေဝင်းလို့ခေါ်လာတာသူတို့ရှာတွေ့အဲ့လိုမျိုးဆိုတော့အဲ့လိုရှာတွေ့လာရင်ပြကြတယ်ဗျာဒီကောင်မိုက်တွေရောက်မှကြီးဟိုကောင်ဒီကောင်ဆိုလို့ရှိရင်တို့ကဆိုချင်းနေနားတော့ညာရေးမိုက်တွေလေးရောက်မေးကြည့်တယ်ဒီကောင်အခွဲလေးပါမလားမျိုးဒီတိုင်းပဲလို့ပါလာကြလူစုပြီးတော့အဲ့တော့အဓိက YG family ကိုလည်းအားကြသွားတာပါတယ်အလုံးလုံးတဲ့ပုံမှာ YG family ကဆောင်းမိုက်နေကြတယ်အလုံးလုံးတဲ့နေရာမှာကျွန်တော်ကအဲ့တော့တချင်းတွေလည်းဟို comedy တွေကိုရေးပေးရတယ်လေကျွန်တော်ခုနပြောလို့စနဲဆိုလည်းကာတွန်းအဖွဲ့ကိုလုပ်ပေးရတာလို့ကျွန်တော်တို့ဆိုလည်းတခြား underground comedy တွေကိုတချင်းတီးပေးရတာတွေရှိရေးပေးရတာတွေရှိအဲ့လိုဆိုတော့အဲ့လိုဖြစ်ချင်တာ business အရာဆိုရင် YG family သွားလို့ကျွန်တော်တို့ကသွားချင်တာအဲ့လိုကျွန်တော်ကတိုးတက်အောင်မြင်နေတာအဲ့မှာကြီးလုပ်ငန်းကြီးထွားသွားချင်တာ industry မဖြစ်ခဲ့ဘူးပေါ့ဗျာကိုညံ့တော့ဒါပေမဲ့တော်တော်လေးကိုဖြစ်ပါတယ်လူငယ်ရောင်းပါတယ်တော်တော်တီးပါတယ် G-Fan ဆိုဟုတ်အဲ့လိုပါဘူးပြောပြချင်တာပါဟိုမျိုး G-Fan ပြီးဆိုလုံးဝဟိုတချို့ကပြောကြတယ်မှာ hip hop မစစ်ဘူးတွေစစ်တယ်ဆိုကျွန်တော်တို့က hip hop စစ်ခြင်းမစစ်ခြင်းဆိုတာတွေကိုကျွန်တော်တို့တကယ်တော့အဲ့လောက် view မဆိုင်ခဲ့ဘူးကျွန်တော်တို့တစ်သက်လုံးကငါတို့ဒီ music ကို YouTube လို့လုပ်တာကျွန်တော်တို့လုပ်တဲ့ဟာ hip hop ပဲစစ်တာတွေမစစ်တာတွေတော့နားမပြောနဲ့ဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ဟိုလာမပြောနဲ့ဆိုတာဟိုအလကားဟိုပြင်ပိတ်ပြီးညင်းနေတာမဟုတ်ဘူးဗျာဘာလို့လဲဆိုတော့ဟိုကျွန်တော်လုပ်တဲ့ music ကိုကျွန်တော်သိတယ်ဗျာကျွန်တော်ဘယ်ဟာကို inspire ယူတယ်တဲ့မှာကျွန်တော်ကိုဘယ်သူတွေကလွှမ်းမိုးထားတယ်ဒီဟာကြီးကဥမာ pop တခြင်းတစ်ပုတ် pop rap တစ်ပုတ်ဖြစ်နေပြီလေစီဗျာ pop rap တစ်ပုတ်ဖြစ်နေပြီလေစီဒါပေမဲ့အဲ့တော့ကျွန်တော် hip hop လို့ပြောတယ်ဘာဖြစ်လို့လဲဆိုတော့အရှိအစဉ်ဆက်ကျွန်တော်တို့ရဲ့အဖေတွေခေဦးလေးတွေခေလောက်ကလူတွေလုပ်ခဲ့တာပါဆိုပြန်ကြည့်လိုက်ကိုလီယိုတို့ဘာလို့ဆို pop rap နဲ့ကဘာကျော်ခဲ့တာဒါပေမဲ့သူဟာ hip hop ပဲဗျာကိုလီယိုဟာ hip hop ပဲဒီကောင်ကြီးက pop rap ကြီးစောက်ပေါ်ကြီးလို့ဘယ်သူမှမပြောဘူးဘာလို့လဲဆိုရင်သူ့ရဲ့စာသားတွေသူ့ရဲ့ခံယူချက်တွေအတဲ့မှာသူ့ရဲ့ကာယံချိတ်ဆက်မှုတွေသူ့ရဲ့ hip hop ကိုစောက်ဝင်ခံစားမှုတွေကဒီ code လေးချိုသွားတာနဲ့သူ့ကိုစောက်ပေါ်ကြီးဖြစ်သွားပြီလို့ပြောလို့မရဘူးဗျာဒါကျွန်တော်တို့မြင်တယ်တဲ့မှာခံကြီးဆိုရင်လည်းသူစောင်းမိုက်တဲ့ဟာတွေလည်းအများကြီးလုပ်ခဲ့တာဒါပေမဲ့ဟို Peter Swift poetry လို့တခြင်းမျိုးတွေဆိုခဲ့တာပဲဒီက
Kendrick Lamar ဆိုတဲ့ She Needs Me လို့ someone ပြောရတဲ့ချင်းတွေက someone ချစ်တဲ့ချင်းတွေလေဆိုတာပဲဗျာဘာလို့အဲ့ဒါပြဿနာမှမဟုတ်တာဗျာသိလားနော်ကျွန်တော်တို့အလိုမြင်တာပါပဲဟုတ်တယ်ဟိုပါဗျာဘယ်လိုပြောရမလဲကျွန်တော်ကကြောက်လို့ freestyle ကိုအားတာတယ်ဆိုတော့ဗျာအကိုရဲ့ကျွန်တော်ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်အမြဲအဲ့ဗျာလူကြီးอ่ะလို့ gangster မှုကြီးမဖြစ်နေဘူးဗျာသိလားအမှန်ပဲလေဘယ်နော်အမှန်ပဲပြီးပြောရမယ်ဆိုတော့ဟိုသူ့ရဲ့နေရတဲ့အခြေအနေကပတ်ဝန်းကျင်မှာဟိုအင်ရှိထွက်လိုက်တာနဲ့ gangster တွေအပြင်းနေဆိုရင်မနေချင်းလို့လည်းမရှင်လုံးလို့ဖြစ်နေတာဗျာဒါဟုတ်လို့ကျွန်တော်မပြောလို့ဗျာသိလားကျွန်တော်ဆိုရင်ငယ်ငယ်ဟိုပြိုခင်းအိမ်မှာနေခဲ့တယ်မှာဆိုကျွန်တော်အဲ့လိုပဲ quality ဖြစ်နေတာဗျာဒါပေမဲ့ကျွန်တော်ဒီမှာလာပြီးတော့ quality လာလုပ်နေလို့ရှိရင်ကျွန်တော်စောက်ပြီးတွေဖြစ်နေမှာပေါ့တိုင်ပတ်နေမှာပေါ့သိလားကျွန်တော်အခုလက်ရှိလုပ်နေတဲ့လူတွေကျွန်တော်စကားပြောနေတဲ့ meeting တက်နေရတဲ့လူတွေကကျွန်တော်အဲ့လိုမျိုးသွားပြီးဆက်ဆံလို့မရဘူးလေဗျာသိလားမတူတော့ဘူးလေဗျာအဲ့လိုဖြစ်သွားတယ်ဟုတ်တယ်ဟုတ်ဘယ်လိုပြောမလဲအဲ့တော့ဗျာဒီ gangster မှုကြီးပဲအများဖြစ်နေရမဟုတ်တော့အခါတလေကြားလို့ရှိရင်လည်းအဲ့လို low file လေးတွေနဲ့ဘဝအကြောင်းဆိုတာလို့ဒါမှမဟုတ်လို့ရှိရင်လည်း R&B beat လေးရောမှာနေမလားဟိုကိုစော်လေးကို feed ကိုလေးကိုပြီးရပါအဲ့လိုမျိုးပြောင်းနေပါတော့မဆိုင်ပါဘူးဗျာပေါ့ကအဲ့လိုတော့လည်းမုံနေပဲဗျာဟုတ်ပါတယ်ဟိုအဲ့လိုမျိုးအကြမ်းပန်းကိုကြိုက်တဲ့လူတွေလည်းရှိမှာပါဗျာဟာကောသမားတွေလည်းရှိမှာမှန်ပါသူတို့လည်းသူကသူတို့ကြိုက်တယ်ဗျာသိလားအဓိကတခြားလူတွေတခြားသူကတခြားကိုကြိုက်တဲ့ကိုရှိတာဗျာအဲ့ဒါတွေလိုက်မပုတ်ခံနေမင်းတို့လည်းဟက်ကောကြိုက်ရင်ဟက်ကိုဘွားနေနေပေါ့ဗျာဒါပါပဲဟုတ်တယ်ကျွန်တော်တို့ဒါဒီရွယ်မှာတော့ငိမ့်ချမ်းတဲ့ hip hop တွေကိုပိုကြိုက်တယ်ဟုတ်ငိမ့်ချမ်းမှုပေးတဲ့ hip hop တွေကိုပိုကြိုက်တယ်အမှန်စိတ်ကိုပူလောင်စေမဲ့ဟာတွေဆို hip hop မှမဟုတ် rock လည်းနားမတောင် pop လည်းနားဘာမှနားမတောင်ပူလောင်လိုက်လုံးများနေရတယ်ကြားထဲမှာဗျာနော်စိတ်အေးတဲ့နေရာတွေပဲရှောက်ပြီးနေနေရဟုတ်တယ်ကျွန်တော်အခုကဒီကျွန်တော်လည်းဘယ်ကနေဘယ်လိုလဲမသိဘူးလို့Facebook ကနေလာတယ်အဲ့တခုသူဝင်လာရင်းနဲ့တွေ့လိုက်တာ Johnny Stimson ဆိုရဲပဲဗျာအဲ့ country ဆိုလည်းပဲလာသူရဲ့ music channel သူ rain drop in Jakarta ဆိုတာအဲ့ဒီချင်းနဲ့တော့သတိအခုညအဲ့သူ့ playlist တစ်ခုလုံးနဲ့တော့အဲ့ music တွေရတော့တွန်းအဲ့လိုလေးရတယ် hip hop ကြီးနားထောင်နေဘူးဗျာလေဟုတ်တယ်ကြိုက်တာတော့အသိကြတာပေါ့ဗျာဒီမှာဟို tech 9ဘာကြီးတွေအစားသူတို့ string music တွေဟိုပါတော့အကုန်တကယ်ဒီ dark hip hop တွေလည်းကြိုက်တာပဲဒါပေမဲ့သူချိန်နဲ့သူပေါ့နော်ဟုတ်ကိုကလည်းကိုလည်းနေအောင်ပါပေါ့ဗျာဟုတ်တယ်ကျွန်တော်တို့ဘွားတွေတိုင်းဘာလို့လိုက်နေရမလဲဟုတ်တယ်အခုဒီ family ဆိုလို့ရှိရင်ဗျာ crew တွေမှာသူကအရင်များတော့လေတချင်းလို့ရှိရင်ဘလို့ condition စိတ်တိတ်မကြလို့မပါလည်းပဲဒီ family ဆိုလို့ရှိရင်ဟို crew member တွေလည်းများတယ်ပေါ့များတော့အဲ့လိုတချင်းလို့ရှိရင်ဘလို့ condition နဲ့ဘလို့ vibe မိအောင်လုပ်ကြတယ်ပေါ့အဓိကတော့အရင်တော့လူ9ယောက်နဲ့တော့လုပ်တဲ့ဖလိုကြီးကိုကျိုးသွားတာခေါက်ရိုးကျိုးသွားတာလူစုံပါအောင်မယ်ဆိုတာကြီးအဲ့ခေါက်ရိုးကျိုးသွားတာဒုက္ခတစ်ခုအချင်းတွေကတော့အရှိကြီးဖြစ်သွားတယ်ပြီးတော့ဟိုလူတွေအစုံပါဖို့အတွက်ကိုအပိုက်တွေနည်းသွားတယ်အဲ့ဒါတော့ G family ရဲ့အားနည်းချက်ပဲအဲ့တော့အခွေထဲမှာဘာလုပ်လိုက်လဲဆိုတော့လူခွဲပြီးတော့တချင်းတွေလုပ်လိုက် random နေပေါ့နော်လူတွေ random နေချိတ်ပြီးတော့တချင်းတွေလုပ်လိုက်တယ်အဲ့လိုလူစုံပါတဲ့တချင်းကို၄ဖို့လောက်ပဲထည့်လိုက်တယ်အဲ့လိုမျိုး arrangement တွေတော့ပြောင်းပြီးတော့လုပ်ကြတာအရင်ဟိုဗာလဲကျွတ်စင်တို့ honeymoon တို့ဗာတော့ mic check တို့အဲ့လိုမျိုးတွေရောပြီးလုပ်တဲ့ဟာမျိုးတွေလည်းထည့်လိုက်အဲ့တော့ arrangement တော့များများစဉ်းစားလို့တော့ကောင်းသွားတာပေါ့မိုက်တယ်ဟိုခုနကကိုအဲ့ဟိုလိုမျိုးပြောင်းပြီးတော့အဲ့လို mention လုပ်ထားတဲ့တခြင်းတွေကဒီကွင်းပြောတဲ့ဒီဟိုပါလေမထွက်လိုက်ရတဲ့ G5 Evan တွေအခွင့်အတွက်ဟုတ်တယ်အဲ့ဒီတကယ်တော့ကိုယ့်လည်းကိုတော်တော်အားရတယ်ကိုကောင်လေးကိုလည်းတော်တော်ကြိုက်တယ်အဲ့ခွေအတွက်အားလုံးတော်တော်အားထည့်ပြီးလုပ်ထားကြတာဒါပေမဲ့
ရက်သွားတော့ပြောတယ် data တွေလည်းမရှိတော့ဒီနေ့မလွယ်တော့ 哦， ဒီတိုင်းလည်း ကြာပြီးရပါ 这样路呗，湖北，我嘛是对家对啦了。 ပြောတယ်ဦးလင်ဝင်းတို့တွေဥထားကြမလားတော့မသိဘူးရှိမလားတော့မသိဘူးခွဲတော့သိန်းတော့သိန်းရတာပဲအခုဒီမှာတော့တီးထားတဲ့ data တွေကတော့မရှိတော့ဘူးသေးကြတယ်အဲ့ဒီကွေတာတွေကတော့ပြတ်သွားပြီ 哦哦， သူတို့ခွဲသိမ်းထားရင်တော့ရှိနားတော့မှုတော့ရှိတယ် OK OK。ဒီလိုလေဒီ rapper live မဟုတ်ဘဲနဲ့ daily life မှာပေါ့နော်ဒီကိုရဲ့ဒီ one way ရဲမဟုတ်ဘဲနဲ့ဒီလူလူနဲ့ပဲပတ်ဝန်းကျင်နဲ့ကိုရဲ့အနေနဲ့ဆိုရင်ကိုပါရီလုပ်ဖြစ်လဲအဲ့လို music မဟုတ်ရောကိုခြားလုပ်ဖြစ်တဲ့အရာရှိတာကိုရဲ့ဝါသနာပါများခြားလုပ်ဖြစ်တဲ့အရာပေါ့ music ကလွယ်လို့ ဘယ်လိုပေါ့နော်ဘယ်လိုဖြစ်လဲဆိုတော့ကိုကြတော့အားလုံးက music လို့ပဲသိကြ music သမားလို့ပဲသိကြတယ်အဲ့တော့ပတ်သက်နေတဲ့ခုနကပြောတဲ့ဒီဟာမဟုတ်ပဲနဲ့တခြားပြင်မှာပတ်သက်တယ်ဆိုရင်ဘာမှမရှိသလိုမရှိသလောက်နောက်ဆုံးမိသားစုနဲ့ဆိုရင်တော့မိသားစုနဲ့တွေ့ပြီဆိုရင်တော့မိသားစုဟဲ့ဘယ်သူဘာခွေထွက်တယ်နော်ဘယ်သူဘာအဲ့လိုမျိုးကိုနဲ့တွေ့ရင်သချင်းတောင်းမဲ့ပြောကြတယ်ဟာကိုကြီးဟိုနေ့ကတော့ဘာရှုပ်ဝဲမိုင်းတွေကြည့်လိုက်ရပဲမလားဗာအဲ့လိုမျိုးတွေဖြစ်နေကြကိုကဒီထဲကထွက်ပြီးတော့နေလို့မရတော့ဖြစ်အခုဒီရောက်လို့ရှိရင်လည်းဒီမှာပတ်ဝန်းကျင်မှာဒစိမ့်နေယူရကြတော့စကားကလည်းမပေါက်တော့ဘယ်သူမှလည်းဘာမှမပတ်သက်ဖြစ်အဲ့လိုဟိုတွေ့ဒီတွေ့သမျှလာသမျှတွေ့သမျှလူတိုင်းကလည်းခုနကပြောလို့စစ်သမားကြီးဖြစ်ရင်မဖြစ်ရင်လည်းကိုတွေ့ကြောင်းနေပြီးပြောနေတာအဲ့ဒီကတော့ထွက်ပြီးတခြားလုပ်ဖြစ်တယ်ဆိုတော့မရှိဘူး။ခုနကပဲအလုံးအနေနဲ့ပဲတခြားရုပ်ရှင်ရဲ့နောက်ခံနေဇလန်တွဲနောက်ခံနေတီးတာတော့ဘာဆောင်းဒီဇိုင်းလုပ်တာအဲ့လိုမျိုးတွေတော့ရောက်သွားတာတော့ရှိတယ်ဗောနော်။တခြားလူတွေကြောင်ညာအတွက်အဲ့လိုကြတော့အလုံးကိစ္စပဲပြောတာဆိုတော့ဟိုလိုတော့မပေါင်းပြဘူးလို့ပြောနေကြတော့လေ။အလုံးစကားတွေပဲပြောပြတယ်။ ဟုတ်။အဲ့လိုမျိုးဒီရုပ်ရှင် background တွေပါလောက်တာကြတော့ဝါသနာပါသွားတာ။ music တင်နေလို့ပဲလုပ်ဖြစ်သွားတာ။ အဲ့ဒါဆက်နေတာတကယ်တော့ဆက်နေတာကံကောင်းလို့သူက music ကိုနားလေတိုင်းလည်းလုပ်လို့တော့မရအောင်နားကိုသဘောပေါက်လာတာပေါ့နော်ဒီလုပ်တွေလုပ်ရင်းနဲ့မှမြင်တာဘာလို့လဲဆိုတော့သူက vibe မျိုးစုံသိရတယ်ခံစားချက်ကိုအတန်နဲ့ပုံဖော်ရတာပေါ့အဓိကကတော့သိတယ်ငါတို့ hip hop တီးသလို hip hop တီးရင်တော့ရှိပါတယ်အကြွမှုလားဒါမှမဟုတ်ဘူးနေတဲ့မှုလားတဲ့မလားဒါမှမဟုတ်အချင်းချင်းဆိုရင်ဘယ်လိုမျိုးပါအဲ့လိုရှိရအသေးကွဲမှုဆိုဘယ်လိုဒါမျိုးတွေတောင်ရှိသေးတာပဲဒါခံစားချက်ကိုအတန်နဲ့ပုံဖော်ရတာငငယ်တဲ့အားကြီးကို orchestra တွေနားထောင်နေလို့ပါလို့အဲ့ဟာတွေကအကုန်လုံးအဲ့လိုမသိစိတ်ကမှာအကုန်စိတ်ဝင်နေတာအဲ့ဟာတွေကဘယ်အချိန်မှာပြန်ထွက်လာလဲဆိုတော့ Cherry FM မှာလုံးတဲ့အချိန်မှာထွက်လာတာ radio program တွေတင်ဆက်တဲ့အခါမှာသူတို့ပြောနေတာတွေနဲ့လိုက်အောင်နောက်ကတီးလုံးလိုက်ခံပေးရတယ်ပေါ့နော်နောက်အဲ့ဟာတွေကဘယ်ထိပါလာလဲဆိုတော့အဲ့ဒီရုပ်ရှင်ကြီးကိုပါလာတာသူကဆက်နေတော့ဟို radio ကလည်းဇလန်းလိုဟာမျိုးတွေလည်းဒီကွာလေးရှိတာ program တင်ဆက်နေသလိုတွေမကပဲဇလန်းလိုဟာမျိုးတွေလည်းရှိတော့ဇလန်းအတန်ဆက်ရတယ်လို့ဖြစ်တယ်အဲ့ဒီတွေ့ကြုံနေရတယ်ပြီးဒီဘက်ကိုရှောက်လာတာ yes sir ဟို radio လောက်တာဆိုတော့ကိုယ့်အကူလည်း radio channel ထောင်လို့ရဘူးမင်းဟိုအဲ့လိုထိအောင် ရတာပေါ့ဗျအကုန်လုံးတယ်တစ်ခေါက်တော့ငါပြောသေးတယ်ဟိုကဘဲတွေကသူကရေထုတ်မယ်ပေါ့နော် radio ကိုပိုင် radio လောက်ချင်တာအဲ့လိုတော့ဟိုအားမပေးဘူးလို့ခေါင်းရမ်းပူလို့တောင်းဝန်ယူပြီးတော့အလုပ်တွေအများများစည်ရင်းစရာတွေနေမလုပ်နိုင်ဘူးလူတွေအများကြီးကိုတောင်းဝန်ခံပြီးလိုက်ညှိပေးရမှာ artist တွေအများကြီးကိုတကယ်တော့ flow တွေအကုန်လုံးတော့သိတယ်စက်ပစ္စည်းတွေအကုန်လုံးလည်းကင်တတ်တယ်လုပ်တတ်တယ်ဒါပေမဲ့လို့တောင်းဝန်ယူမဲ့ organization ရှိရင်လုပ်ပေးနိုင်တယ်ဦးစီးပေးနိုင်တယ်ကိုယ်တိုင်တော့အားရတော့တောင်းဝန်မယူချင်တော့ artist တွေနဲ့ညှိရအရန်ခက်တယ်ဒီဘက်ကကိုဆိုကျွန်တော်တို့ဆိုလည်းဒါလုပ်လို့ရအောင်နော် radio final တော့ channel တော့ဒါပေါ့ brother ဟိုတခုတော့ရှိ brother တို့ဘာလုပ်ချင်တာလဲပေါ့ဆိုင်တာပေါ့ဟိုတချင်းအသုံးပြုခွင့်အယုတ်အသုံးပြုခွင့်နေနေကြတော့ mobile ခွင့်နေနေကြတော့အရန်စကားပြောရတယ်အဲ့တော့ interview season တို့အခုလိုမျိုးလေဒါမျိုးတွေဒါမှမဟုတ် brother တို့ကိုပိုင် content တွေကိုပိုင်တချင်းတွေကို artist နဲ့ပေါင်းလုပ်တာတော့ဒါမျိုးတွေပဲရမယ်ဟိုလို radio ပုံစံမျိုးကြီးလုပ်ချင်နေဆိုရင်ကြတော့အားလုံးနဲ့ညှိရမယ်ကိစ္စကြီးရမယ်လို့အရင်တော့ဟိုဘ ਹੁ ချုပ်ကန်မှုစနေနဲ့ဟိုဂီတအစည်းအရုံးကလုပ်ပေးလို့လွယ်နေတာတကယ်တမ်းမလွယ် radio တော့ဝင်24 hour လို့တွားတာရရှိ
ဘယ်ဟာလဲ brother radio ကအဲ့လိုလေ radio channel ရဲ့24 hour run နေရတယ်ရှိတယ်24 hour run လို့ရတယ်ဟိုလေကျွန်တော်ဟိုပါပေါ့ကျွန်တော်ကြောက်ဘယ်လိုလဲဆိုတော့ low file radio လို့ထားပြီးပေါ့နော် music data အားစမောပါလို့အဲ့လို podcast စီအဲ့လိုပေါ့နော် episode တစ်ခုပြီးတစ်ခုလာနေတာလို့ပါတော့ပေါ့နော်ကြိုက်တဲ့ချိန်ဝင်နားထောင်လို့ရတဲ့ပုံစံမျိုးပေါ့လို့မျိုးရရည် brother အဲ့လိုလည်းရရည်ဒါပေမဲ့တခုရှိရလေ brother တောက်လျှောက်ကြီးအဲ့လိုဘယ်ချိန်ကြည့်လိုက်အဲ့လိုစကားတွေပဲပြောနေတဲ့ဟာဆိုရင်သူကနှစ်ခေါက်သုံးခေါက်ပြီးတော့ထပ်မကြည့်ချင်ဘူးကျွန်တော်ထင်တာလူတွေကိုကျွန်တော်ပြောချင်မျိုးစုံဆွဲဆောင်ရမယ်မျိုးစုံတင်ဆက်ပေးရကျွန်တော်ကဟို radio လုပ်တယ်ဆိုတာကြတော့တင်ဆက်မှု presentation ပေါ့နော် presentation ဘိုင်းကိုလုပ်တာဖြစ်တဲ့အတွက်လူတွေစိတ်ဝင်စားလာအောင်ကျွန်တော်တို့အချိန်လုံးလုပ်ပေးနေရမှာဟို brother တို့ကဒီ program လေးတစ်ခုလုပ်တယ်ဆိုတာကဒီ program ကိုလူတွေကစိတ်ဝင်စားတာတပိုင်းဒီလို24နာရီဆုံးပြနေဖို့ကြတော့အဲ24နာရီလုံးလူတွေကိုဆွဲဆောင်ထားဖို့ကြတော့ဒီဟာလေးတစ်ခုတွေနဲ့တော့မလုံလောက်အစုံပေးနိုင်ရမယ်ပေါ့နော်အဲ့လိုမျိုးလေဟို low fi ဆိုလို့ရှိရင်လည်းသူတို့ကဘာလို့လဲဆိုတော့သူတို့ရဲ့အားသာချက်ကအဲ့လို background music ဖြစ်နေတာသူတို့ကဟိုစကားပြောနေတာမဟုတ်ဘူး background music ဖြစ်နေတာစိတ်ကို relax လုပ်ပေးတယ်ဘာလုံးနေနောက်မှဖွင့်ထားတဲ့သချင်းတွေဟိုလိုကျွန်တော်တို့ဟိုနားသချင်းတစ်ထွက်ပြီးတော့ဘာလို့လဲ2ချင်းတစ်ထွက်ပြီးတော့ချင်းဟိုအကျယ်ကြီးဖွင့်ပြီးချိန်ခံပြီးတော့နားထောင်နေအောင်မဟုတ်ဘူးနောက်မှဖွင့်ထားပြီးလုပ်ချင်တာတွေလုပ်နေတဲ့ music သူရဲ့ chord တွေအားစအဲ့လို diminish တွေဟို suspend တွေအမျိုးတွေကိုသုံးပြီးတော့လူရဲ့စိတ်ကိုထွေပြားစေတာထွေပြားစေတာစိတ်ကိုအဲ့လိုဗျာဟိုကိုယ့်ရဲ့ focus လေးတစ်ခုပဲကြည်နေရောကိုလုပ်နေတဲ့လုပ်တစ်ခုပဲကြည်နေရော channel တွေအားလုံး background တွေဝါဟောတာရုပ်ရှင်တွေထဲမှာအဲ့မှုကိုသူကအတန်နဲ့ပြီးတာအဲ့ဒါမို့လို့သူကတစ်ချိန်လုံးထားရလို့ရတယ်နိုင်နဲ့ကြည့်ပြီးနားထောင်လို့ရတယ်အဲ့ကောင်လေး background music relaxation ဟိုဟုတ်တယ်အဲ့လိုဟာအဲ့လိုမျိုးအဲ့ဒီ music ဒီလို type တွေနဲ့ဒီစိတ်ခံစားချက်တွေနဲ့ဟိုဆက်တယ်မှုထိတ်ဆမှုရှိတာပေါ့နော်ဒါဆိုကျွန်တော်မှာဝေထုတော်အုပ်ရှိတယ်ကျွန်တော်ရေးထားတာအဲ့ဝေထုကဘာလဲဆိုတော့ကျွန်တော်ရဲ့ character ကဇက်ကောင်ကတရောတလက်နဲ့လူလိုက်တတ်တာသူတက်ချင်တဲ့လူရဲ့စိတ်ခံစားချက်သူ့ရဲ့အမှုအကျင့်သူ့ရဲ့ဟိုဟာတွေသူဘာကိုကြောက်တယ်လဲသူဘာကိုသိမှာအဲ့ဒါတွေကိုတွေးပြီးတော့အဲ့ဟာတွေကိုလေ့လာပြီးတော့သူ့အတွက်တန်စင်တစ်ပုဒ်ကိုဆက်ပြီးတော့အဲ့လိုမခံမရက်ဖြစ်နိုင်အောင်လုပ်ပြီးတော့တည်တဲ့အထိအောင်ဖြစ်ပြီးတော့တက်အဲ့ဒါဘာလို့လဲဆိုတော့ဟိုမှာဘီတိုဗင်တို့ခေတ်ကအဲ့လိုမျိုးဟိုမှာဗျာဘီတိုဗင်တီးတဲ့အချိန်မှာဩစတြီးယားမှာလားပြင်သစ်မှာလားမသိပါဘူးဗျာကျွန်တော်မမှတ်မိဘူးပင်လယ်ပြင်ကိုတင်းမောမောက်ချင်းဆိုတဲ့တီးတော့ဘီတိုဗင်ကတီးတဲ့အချိန်မှာစော်ကြီးတွေသတိလေးကုန်လားအသက်ရှူတွေကြက်ပြီးမွန်းကြက်ပြီးတော့သတိတွေလက်ကုန်လားနိုင်နဲ့အဲ့ဒီမှာတယောက်တည်သွားတယ်ဘာဖြစ်လို့လဲဆိုတော့သူကဗျာအရင်ခံစားလို့ရှိရင်ဗျာစိတ်ကအသက်ရှူဖို့တော့မေ့နေတယ်အသက်ကိုမြင်းမသိုံလေးရှူပြီးအသက်ရှူဖို့တော့မေ့အဲ့ဒီဆုံးသွားပြီဟာဆိုမောပြီးကျင်ခဲ့တာတော့ဘာလို့ဖြစ်လဲဆောင်းမိုက်တဲ့ဟာတွေပဲကြည့်လိုက်ရတယ်နားထောင်လိုက်ရတယ်အဲ့လိုဖြစ်အဲ့လိုမျိုးအသက်ရှူဖို့မေ့ဘူးနှလုံးယောဂရှိတယ်နှလုံးကခံစားရတာဝမ်းနဲ့အောင်လုပ်လိုက်လို့ရှိရင်ငိုတာအသိငိုရမ်းကြေကွဲခံစားကိုယ်တိုင်ဖြစ်တယ်လို့အဲ့ခံစားချက်တွေကလူကိုသိစေတယ်ဗျာနောက်ဆုံးဗျာအရှင်းဆုံးပြောရင်ဂျာမနီကတော့မှာပဲဟိုဒုတိယကမ္ဘာစစ်မှာအတန်ဆောင်ချာကြီးတွေတုံးပြီးတော့လူတွေတောက်တယ်အဲ့ဒီစီတွေပွင့်ပြီးတေကုန်တာဒါသိပ္ပံခက်ပါဒါမြင်အောင်ပြောပြတကယ်တော့အတန်နဲ့လူပါတက်လို့ရတယ်ဗျာခံစားချက်ဆိုတာတနာမျိုးစုံပေးလို့ရတယ်ဗျာတော့ပျော်အောင်လည်းလုပ်လို့ရတယ်ငိုအောင်လည်းလုပ်လို့ရတယ်အတန်ရဲ့ကြောက်ဖို့ရန်ကောင်းလူတွေသိမသိကြဘူးဟုတ်တယ်ကျွန်တော်ဆိုတော့ကိုယ်ရဲ့ဒီ BY ဆို BY ပြီးရနားတော့ drum B တွေပေါ့ drum B drum kit တွေနားတော့တချို့ B တွေဆိုအဲ့လိုမြေလိုဝဲသလိုမျိုးဖြစ်လာပါဗျာအဲ့လိုမျိုးအဲ့ဒါကြောင့်ဖြစ်လာပြောသလိုမျိုး feeling ဟုတ်တယ်မလားခံစားချက်ဖြစ်တယ်မလားဟုတ်တယ်တကယ်ပဲအတန်လေးကပေးတာအမှရုပ်ရှင်တွေဆိုရင်လေ brother တို့ကရုပ်ရှင်သာအရုပ်ကိုသာလူတွေကကြည်နေတာအနောက်ကနေအတန် support ပေးနေလို့အရုပ်ကတနာဖို့ကောင်းတယ်သူကမသိဘူးဟုတ်တယ်အတန် support ပေးနေလို့အရုပ်တွေကပျော်ဖို့ကောင်းတယ်ဆိုတော့သူတို့မသိသူတို့စိတ်ထဲမှာမင်းသားမင်းသမီးနဲ့ကနေလို့ပျော်ဖို့ကောင်းတယ်လို့ထင်နေတာအတန်ဖြောက်ပြီးတော့အရုပ်ကြီးပဲကြည်ဖို့တောင်ကောင်းနေသေးတယ်ဟာတာတောင်ဖြစ်နေသေးတယ်ရတာပြောင်းသွားတယ်အတန်မပါဘူးတောက်ပေါ်ကြီးချင်းရီရတယ်ဟာတော့ပြောသွားတယ်သူအတန်လေးကမှကြည်လို့မှာဗျာသိတာအတန်လေးကမှကြည်ပွဲမှာ
yes sir yes sir ဟိုဒီ music တွေ produce လုပ်လို့ရှိရင်ကို creative ဖြစ်နေအောင်ပေါ့နော်အဲ့လိုဘယ်လိုလုပ်လဲပေါ့ မျိုးကြတော့ဘယ်လိုလုပ်လဲဆိုတော့ဆရာကြီးမင်းသိန်းကားစကားနဲ့ပြောရမယ်ဆိုကုန်လွတ်ချထားရတယ်ဗျတခုခုလုပ်မယ်ဆိုရင်အတစ်တစ်ခုခုလုပ်မယ်ဆိုရင်ကိုယ်မှရှိတာတွေအားလုံးလွတ်ချပြီးတော့မှကျွန်တော်ကအတစ်တစ်ခုကိုဖန်ပြီးတာကိုယ်မှရှိတဲ့အတ္တတွေရှိနေအတစ်တစ်ခုလုပ်လို့မရဘူးဗျဟိုမှာကျွန်တော်ဟိုမှာတခြင်းတစ်ပုတ်လုပ်နေတယ်ခုနကပြောတဲ့ hip hop တခြင်းတစ်ပုတ်ကျွန်တော်ရေးနေတယ်အဲ့ဒီမှာကြော်ညာလာအဲ့ဒီဗျအဲ့ကြော်ညာမြန်မာတောဆန်လေးလိုချင်တာဗျပြီးတာအဲ့ဒီမှာကျွန်တော်ဒီရေးလက်စတခြင်း hip hop vibe ကြီးနဲ့ကျွန်တော်အဲ့ကြော်ညာကိုသွားလုပ်ပြီးလို့မရအောင်သွားလုပ်ပြီးတဲ့အဲ့ client ကကြိုက်မှာမဟုတ်ကျွန်တော်နဲ့ coin တက်သွားတယ်သိလားအဲ့တော့ကျွန်တော်ရှိတာသူများဟာတွေအားလုံးကျွန်တော်နှုတ်ချလိုက်ရတယ်နှုတ်ချလိုက်ပြီးတော့သူလိုချင်တာပါတယ်မြန်မာတောဆန် okay ငါမြန်မာတောဆန်တွေပဲနားထောင်တယ်အဲ့တစ်ပတ်လုံးကျွန်တော်အကုန်ပတ်နားထောင်ပြတာ brother အဲ့လိုနားထောင်ပြီး i5 ပြီကျွန်တော်ယူပြီးတော့အဲ့တိုင်းကျွန်တော် okay ပြီဆိုတော့မှကျွန်တော်ထားတီးတာဒါပေမဲ့တီးရင်လည်းမကောင်းရင်ထားလိုက်တယ်ပြန်ထားပြီးတော့ထားပြန်မျောပြီးတော့ဖြတ်ပေါ်လာရင်ပြန်ထားပြီးပြေးပြီးတီးအဲ့လိုမျိုးလုပ်ရင်ကျွန်တော်မှဒုံရင်းလုပ်ရင်လည်း project တွေလည်းများလာပြီးတော့ကြိုက်တဲ့ဟာတခုကပြန်ထွက်လာခါလေးဆိုနောက်ဆုံး project ကြိုက်သွားတယ်ခါလေးဆိုရင်9ခုလောက်က project ကိုကျွန်တော်ကြိုက်တယ်အဲ့ project ကအတီးဖြစ်သွားတယ်လုပ်လိုက်တော့15ခုလောက်တီးတွေပဲဖြစ်သွားအဲ့လိုမျိုးတွေပဲရှိခါလေးဆိုပထမဆုံးတစ်ခုတည်းနဲ့ဒါလည်း PB တန်းကြိုက်သွားတယ်ရှိအဲ့လို yes sir yes sir အဲ့လိုတော့ယူပါတယ်အချိန်ကတော့မပြောတတ် ဟုတ် ဘူးလွယ်လို့ပေါ့နော်အဲ့တော့ကျွန်တော်တခြင်းနေပါလေလို့ရေးဖို့တွေတီးလို့မျိုးအဲ့တယ်ဆိုကျွန်တော်ကအဲ့လိုဈေးတို့အနုပညာကြီးတို့ကကျွန်တော်မပြောဘာလို့လဲဆိုတော့ဘယ်လောက်လုံးလိုက်ရမလဲမသိဘူးကျွန်တော်ဘယ်လောက်လုံးရမလဲကျွန်တော်မသိ ဟုတ်တယ် ကျွန်တော်ဘယ်လောက်အားထည့်ရမလဲဆိုတော့ကျွန်တော်မသိကျွန်တော်စိတ်ကျင်တဲ့ဟာတစ်ခုရောက်ကိုကျွန်တော်တရက်နှစ်ရက်နဲ့လည်းပြီးရင်ပြီးမယ်တစ်လလောက်ကြာရင်ကြာတစ်ပတ်နဲ့လည်းပြီးရင်အဲ့ကြိုးစားအားထုတ်မှုပေါ့ပြီးတော့မှကျွန်တော်ကသူတို့စကားပြောတာအဲ့ကြောင့်အနုပညာကြီးအားလို့အချိန်ပါကြကန့်တက်လို့မရအောင်ပြန်နော် မရအောင်ပဲဒါပေမဲ့တခုတော့ရှိတယ်ကိုလုပ်ပေးတဲ့ဟာကိုသူတို့မကြိုက်ဘူးဆိုရင်ကျွန်တော်ဆက်လည်းမယူသူတို့လည်းမပေးရတယ်မကြိုက်ရင်မသုံးလည်းရတယ်အဲ့လိုဒါကြီးကိုလောက်ခိုင်းပြီးတော့ယူရမယ်ဟိုဆရာပေးရမယ်အဲ့လိုမျိုးကျွန်တော်မှမရှိကျွန်တော်သူတို့လိုချင်တာကိုကျွန်တော်တက်တဲ့ပညာနဲ့စူးစမ်းပြီးတော့ချုပ်ပေးတာအဲ့ဒါကိုသူတို့ကြိုက်တယ်ဆိုရင်တော့ okay ယူပါတော့ဟောလည်းရတဲ့ကြီးပေးတာပါပဲဘလိုကြီးတော့ငါဒါလုပ်ပေးမယ်ပတ်စံပေးကြောက်ရတယ်ယူရမယ်အဲ့မျိုးတော့မလုပ်ဆရာပေးရလို့ပြီးရင်တဝက်ပေးအဲ့လိုမျိုးအလုပ်သဘောဆန္ဒမျိုးကျွန်တော်မလုပ်ချင်ဝယ်ဟောဘောဒီနောက်ဆုံးအနေနဲ့စီပြေခဏတချင်းလုပ်ဖြစ်တဲ့အကြောင်းပေါ့နော်အဲ့ဒီဘာလုပ်ပေးလာလဲဘလို့ ဟုတ်ပါအဲ့ပြက်ပြေခဏပြည့်စင်ပြင်ကနာတချင်းကဟောပါ 3G ကျွန်တော်အဲ့တော့ဘိုးတော်အိမ်မှာပဲရှိသေးတယ် 3G ရောက်လာချိုကြီးနဲ့ရောက်လာပြီးတော့သူ့ရဲ့အဲ့လို 3G ကရှေ့မှာတခွေထွက်လာတယ်ဗျာဟိုတခြား rapper တွေနဲ့လေ J တို့လည်းပါတယ်ပေါင်းပြီးတော့လေသူကတီးတာလားမသိဘူးသူတို့ fake တို့ကတီးပြီးတော့တခြား rapper တွေကိုလိုက်ဆိုခိုင်းတာလေအဲ့ခွေထွက်လာပဲကျွန်တော်နောက်တစ်ခွေတော့မလို့ဆိုပြီးတော့လာပြောတာအဲကျွန်တော်တယောက်တည်းကိုဘယ်သူမှမပါဘူးတပို့တော့ထည့်ပေးပါဆိုတော့ okay လေးဆိုပြီးတော့သူတို့ beat တွေယူလာတယ်beat တွေယူလာသူတို့ပေးတဲ့ beat တွေ trap beat တွေဖြစ်ကျွန်တော်သိမကြိုက်ပဲနဲ့အမှသူတို့အဲ့နောက်ဆုံးဘာမှဖွင့်စရာမရှိတော့ဘယ်သူမှမရွေးပဲပယ်ထားရတာလေဒါလေးတစ်ခုတော့ရှိတယ်ကိုဖွင့်ပြလိုက်အဲ့ video ကြိုက်ပါဘယ်သူမှမရွေးပဲပယ်ထားတဲ့ video ကြီးอ่ะ okay လားအဲ့ပဲယူလိုက်တော့မယ်ဆိုပြီးတော့အဲ့ဒါလေးနဲ့ယူပြီးတော့ရေးပြီးတော့သူတို့ခွေတော့ဆိုပေးလိုက်တာဆိုပေးပြီးတော့လည်းတော်တော်ကြာတယ်မထွက်ဖြစ်ဘူးခွေရတယ်အခုချိန်ကြီးလည်းမထွက်ဖြစ်သွားပါဘူးနောက်ဆုံးတော့တပုတ်လေးကိုပဲဒီတိုင်းပဲတင်လိုက်ဟုတ်ပါတယ်ဟိုပါပေါ့တို့ဒီတနာကြီးလဲကြော်သွားပြီဆိုတော့နောက်ဆုံးလုပ်ပြီးတော့ကျွန်တော်အဆုံးသတ်လိုက်တော့ပဲပေါ့နော်ဟုတ် okay ပါ brother ဟုတ်ပေါ့ကျွန်တော်နောက်ဆုံးအနေနဲ့ဒီကျွန်တော်တို့ Burmese Black Dog ကိုပေါ့နော်ကိုရင်းအနေနဲ့ဘယ်လိုမြင်လဲပေါ့နော်ပြီးတော့ဘယ်လိုမျိုးရောကြံပေးခြင်းလဲအဲ့ဒီokay ဘယ်လိုမြင်လဲဆိုတော့ပေါ့နော်ဒါ brother တို့ဒါလုပ်နေတာဒီ hip hop music ပေါ့ hip hop guitar အတွက်လည်းကျွန်တော်ပြောရပါတော့ hip hop ပါတယ်အတွက်တော့မဟုတ် hip hop guitar အတွက်ဒီ hip hop ကိုကြိုက်နေတဲ့လူတွေအတွက်ပေါ့စိတ်ဝင်စားယူသွတဲ့လူတွေအတွက်ပေါ့
ကဲ့မှာဟိုတီဆိုနေတဲ့ professional တွေအတွက်ပေါ့အားလုံးအတွက်ပေါ့နော်ဒီ hip hop music အတွက်အထောက်အကူတစ်ခုလို့တော့မြင်တယ်အထောက်အကူတစ်ခုဖြစ်ပါတယ် brother တို့စူးစမ်းအားထုတ်မှုတွေရှိတယ်ဒါပေမဲ့ဟိုရက်တည်မှုတစ်ခုတော့ခုနကပြောသလိုမျိုး FM လိုမျိုးတော့အစားဆုံး24နာရီလွှင့်ကျင်တယ်လို့ဘာလို့ဆိုရင်တော့ရက်တည်မှုအတွက် promote များများလုပ်ပါ upgrade တွေလုပ်ပါလို့တော့ကြံပေးပါတယ် brother promote လုပ်ဖို့လိုအပ်တယ် brother လိုအပ်တယ် promote ဟုတ်ကဲ့ဟုတ်အခုကဒီဟာကိုစိတ်ဝင်စားတဲ့လူတွေတော့ပဲဒီစီစဉ်ကိုသိတာလေသိလားတခြားသသိန်းတွေမသိအဲ့သသိန်းတွေကလည်းဟာဗာလဲဟာဆိုပြီးတော့ဝင်ကြည့်လာပြီးတော့ဝင်ကြည့်လိုက်တဲ့အချိန်မှာလည်းโอเคမစိုးသူတို့ပြောလိုက်ကောင်းတာအဲ့လိုမျိုးသသိန်းတွေကိုကျွန်တော်တို့ရောက်လာအောင်လုပ်အောင်အဲ့လိုမျိုးလေးလုပ်စီအခုကတော့ဒီလူတွေကိုတော့အကောင်းဆုံးလုပ်ပေးနိုင်တယ်တခြားလူတွေကထပ်ပြီးဖိတ်ခေါ်သေးတယ်လားရောက်လာကျွန်တော်ဒါတူတူဝိုင်းလုပ်ကြဟုတ်ကဲ့ကျေးဇူးပါကွယ်ဟုတ်ကဲ့ပါဟုတ်ကဲ့